ဒါနဲ့ကျွန်တော်ဘာကိစ္စရှိလို့လာတွေ့ရတာလဲတခင်သိရ ခမည်းနဲ့ကိုတောင်းကြီးကိုဖဆပါလာနေနဲ့အကူကြီးတောင်းစရာရှိလို့လာခဲ့တာပဲဗျ မနောက်ပါနဲ့ဗျာကျွန်တော်တို့ကထောင်နှစ်ရှည်ကြာနေကြတာခမည်းတို့ကိုဘာများကူညီနိုင်မှာမို့လို့လဲ ။အော်မိတ်ဆွေကြီးရဲ့ကူညီနိုင်တဲ့ကိစ္စမို့လာခဲ့တာပေါ့ကိုလူရေထောင်နှစ်ရှိကိစ္စကိုမပူနဲ့မကြခင်မှာအဆင်ပြေသွားပါလိမ့်မယ်။ဒီကိစ္စကိုဦးကျော်ငင်းကလည်းသဘောတူပြီးပါပြီ ဗျာဘလို့ဦးကျော်ငိမ့်က ။ဟုတ်တယ်ကိုလူရေဦးကျော်ငင်းကိုယ်တိုင်လွတ်လိုက်လို့ကျုပ်လာရတာပဲဗျာ စိန်သားမြောင်ကကန္နမာတောင်းရီကိုတစ်ချက်ကြည့်လိုက်သည်ခမရကိုခေါ်ခိုင်းထားတဲ့အထက်လူဆိုတာဟောဒီကသခင်သိမ့်ပဲစိတ်သားမြောင်ကြီးသခင်သိမ့်ကအင်္ဂလိပ်ပြန်အဝယ်မှာထောင်နဲ့ခဏရောက်ခဲ့တယ်ကွဒီတုန်းကကျုံနဲ့ရင်းနှီးနေကြတာပဲကဲကျွန်တော်ဘာကူညီပေးရမလဲစိန်သားမြောင်ထို့တို့မေးနေစမှာပဲလွတ်လပ်ရရပြီးတဲ့နောက်မှာရာသူတိုးသွားသောထောင်ပိုင်ကြီးဦးဘိုးကြီးဝင်လာသည်ထောင်ပိုင်ကြီးဝင်လာသည်ဖြင့်ကနမာတောင်းရီနဲ့စိန်သားမြောင်ကမတ်တက်ထားရလိုက်ကြသည်ထိုင်ကြပါထောင်ပိုင်ကြီးကထိုးတို့ပြောပြီးသခင်သိမ့်ပေးမှာဝင်ထိုင်လိုက်သည်သခင်သိမ့်ကရေနွေးချမ်းဦးထဲမှာရေနွေးတစ်ခွက်ကိုငှဲ့လိုက်ပြီးတော့ ဒီလိုဗျအခုတိုင်းပြည်အခြေအနေကတော့ခမည်းတော်သိတဲ့အတိုင်းပဲသခင်တန်းထွန်းတို့ကွန်မြူနတီကအလန်နီလန်းစင်လိုက်ပြီးတော့တောခိုသွားပြီးရဲဘော်ဖြူရောကရင်ကရောတောခိုပြီးတော့အခုဆိုရင်အင်းစိန်နာထီရောက်နေကြပြီဒီကြားတဲ့စစ်တပ်ကတချို့တပ်ရင်းတွေကတောခိုသွားပြန်တယ်ဗျာ တော့ကိုဆရာစလို့ခမရတို့ဖာစာပါလာအစိုးရပဲကြံတော့တာပေါ့စိန်သားမြောင်စကားကြောင့်ကန္နမာတောင်းရီကအတန်ထွက်အောင်ထားရီလိုက်သည်တခင်သိမ့်မှာမျက်နာမကောင်းလားထောင်ပိုင်ကြီးကအာနာနေသည် အေးဗျာပြောလေခံရမှာပဲဝန်ကြီးချုပ်ရောဗိုလ်ချုပ်နေဝင်းကရောရန်ကုန်မကြောက်အောင်နောက်ဆုံးထိခံတိုက်ဖို့ဆုံးဖြတ်ထားတယ်အခုဆိုရင်ရန်ကုန်ပတ်လည်ကိုတပုံပေါင်းစုံကဝိုင်းပြီးတော့ပိတ်ဆို့ထားပြီးမိထီလာဟာဂျီအာမစီကနေစိတ်သားကိုလေရင်နဲ့တဲပြီးတော့စားနေရတာကိုပဲကြည့်အခုဆိုရင်ချင်းတက်ရင်တရင်ဗမာတနက်ကင်တရင်ငါစီရဲတက်တွေနဲ့တဲကတူကကြောင်းသားတွေပါရန်ကုန်ကိုခံတိုက်နေကြတယ်ဟောပြဿနာကပြည်ဘက်ကနေကရင်တက်နဲ့ကွန်မြူနတီတက်တွေပေါင်းပြီးတော့ရန်ကုန်ကိုဆင်းလာနေကြပြီကျွန်းကလေးကနေဆိုစီးခံဖို့ဘိုးစိန်မန်တက်ကိုတာဝန်ပေးထားတယ်ခက်တာကဘိုးစိန်မန်တက်မှာလဲတက်သားအင်အားကနည်းနေသေးတယ်ဟိုဘက်ကနှစ်ဖွဲ့ပေါင်းတက်လာတာဆိုတော့ဒီဘက်ကလူအားပြည့်အားလိုတယ်ဗျ တခင်သိမ့်ဤစကားသွားလာကိုစိန်သားမြောင်ကသဘောပေါက်လိုက်ပြီဖြစ်သည်ဆိုတော့ကျွန်တော်ကကျွန်းကလေးကိုတွားရမယ်ပေါ့ ဟုတ်တယ်ဗျထောင်ကဝန်တန်းတချို့ဒီတိုက်ပွဲမှာဝင်ကူမယ်ဒါပေမဲ့အကုန်သွားလို့မရဘူးဒီထောင်မှာလဲချီတင်တဲ့အင်အားလဲရှိရအောင်မယ်ဒီတော့ထောင်ထဲမှာတနက်လဲပြစ်တတ်တဲ့အကျဉ်းသားတွေကိုစုကနမာတောင်းရီနဲ့စိန်ဓားမြောင်ကဥဆောင်ပြီးတော့ဘိုးစိန်မန်တက်ကိုလိုက်ကူစီခြင်းနဲ့ကိုကနမာကဒီထောင်မှာဩဇာအညောင်းဆုံးဖြစ်တယ်ဆိုတော့ပြီးတော့နာချစ်အားရက်တက်စားလို့ရှိရင်ထောင်ပိုင်ကြီးကသူ့ကိုယုံကြည်တယ်ဒီလူကဂတိပေးပြီးရင်ထွက်ပြေးမဲ့သူမဟုတ်ဘူးဗျနောက်ခမည်းကမန္တလေးဘက်မှာကိုပိုင်တက်နီးပါထောင်ပြီးတော့ဓမြတိုက်လာတာလေကြောင်နတ်တက်တွေနဲ့ပါခြာဘူးတယ်ဆိုတော့ခမည်းရဲ့ဥဆောင်မှုကိုလည်းလိုတယ်ဗျဝင်းကြီးချုပ်ဦးနုရဲ့ဦးကျော်ငင်းရဲ့ပြည်ထဲရေးအတွင်းဝန်ဦးဝင်းဖေရဲ့ဘိုးစိန်မန်ရဲ့ဟောဒီကထောင်ပိုင်ကြီးရဲ့ဒီကိစ္စကိုအသေးစိတ်ညှိနှိုင်းပြီးကြပြီထောင်သားတွေထုတ်ပြီးတော့တိုက်တယ်ဆိုတာကိုအထူးလျှို့ဝှက်ထားကြရမယ်ဒီတိုက်ပွဲပြီးရင်တော့တိုက်ပွဲမှာကူပေးခဲ့တဲ့ထောင်သားအားလုံးကိုကျွန်တော်တို့အစိုးရလုံနိုင်တဲ့ဘောင်ထဲကနေနှစ်တွေလျှော့ပြီးတော့လုပ်ပေးမယ်လို့ဂတိပေးတယ်ဗျ ကျွန်တော်တို့မတော်လို့တေသွားရင်ရောဗျာဒီလောက်ဇလန်းနေရှုံနေတဲ့တိုင်းပြည်မှာရောတေသွားတော့လေအေးတာပေါ့စိန်သားမြောင်ရကြုံလဲအပြင်လေးမရှိရတာအတော်ကြာပြီသွားကြတာပေါ့ကဲစိန်သားမြောင်မင်းတဘောကရောကျွန်တော်သိချင်တာကခမရတို့ဘက်ကကျွန်တော်ကိုထောင်ချနှစ်တွေရှော့အောင်လုပ်ပေးမယ်ဆိုတာဘယ်လိုလုပ်ပေးမှာလဲဘယ်နှစ်ထိရှော့အောင်လုပ်ပေးမှာမလို့အဲ့ဒါကိုကျွန်တော်သိချင်တာထောင်ပိုင်ကြီးကဖိုင်တွဲကိုလှန်လိုက်သည်ကနမာတောင်းရီကဘာဘိုးကိုတတ်မှုနဲ့ထောင်10နှစ်ကြာနေတာ
အယူခံတက်ခွင့်တော့မရှိတော့ဘူးဒါပေမဲ့နိုင်ငံတော်သမ္မတအထူးအမိန့်နဲ့ပြည်တံတဝက်လျှော့ပေးလိုက်ရင်နောက်2နှစ်တွင်လွတ်ပေးလို့ရတယ်စိန်သားအမြောင်ကတော့ပလိတ်ကိုတတ်မှုနဲ့ထောင်4နှစ်ထောင်ဖောက်မှုက1နှစ်ခွဲအာလာဝီဓမြလူတက်မှုမှာ220စုစုပေါင်းထောင်ဒဏ်25နှစ်နောက်ကိုကျော်သိန်းအိမ်အမှုကလည်းတန်းလန်းကြီးရပ်ထားရတယ်တကယ်လို့လို့ရတာကအာလာဝီဓမြမှုကိုအယူခံထပ်တက်လို့ရမယ်အဲဒီအယူခံကိုအစိုးရကလွတ်အောင်လုပ်ပေးနိုင်ရင်ကျန်တဲ့အမှုတွေနဲ့ကထောင်3နှစ်လောက်ပဲကြာတော့မယ်ဗျထောင်ပိုင်ကြီးကဖိုင်တွဲကိုပြန်ပိတ်လိုက်သည်ကျွန်တော်တို့ဘက်ကတော့ဒီလောက်တော့လုပ်ပေးလို့ရပါတယ်တခင်သိန်းကစိန်သားမြောင်နဲ့ကန္နမာတောင်းရီကိုကြည်ရင်ပြောလိုက်သည်စိန်သားမြောင်ကခေါင်းငိမ့်ပြလိုက်သည်ကန္နမာကထောင်ပိုင်ကြီးရှိမှခြားထားသောစီဂရက်ဘူးထဲမှစီဂရက်တလေးကိုထုတ်ခါနှက်ခမ်းမှာတေးလိုက်နဲ့ပြုံးပြလိုက်သည်ကျုပ်တို့ဘယ်တော့သွားရမှာလဲအထဲမှာတနက်ပြစ်တဲ့လူပြည့်နိုင်တဲ့လူအင်အား90ကိုမိုးမချုပ်ခင်ကိုကန္နမာနဲ့ထောင်ပိုင်ကြီးကရွေးထားလိုက်ပါလမ်းပြင်ဖို့ခေါ်တယ်ဆိုပြီးတော့လူစုထားလိုက်ဗျာည8နာရီမှာထောင်ပိုင်4ဦးစီးတဲ့ထောင်ဝန်တန်းတက်စိတ်နဲ့ကန္နမာတောင်းရီစိန်သားမြောင်တို့ဦးစီးတဲ့အကျဉ်းသားတွေအဖွဲ့အတွက်တက်ကကား2စီးထောင်ရှိမှအသင့်ထိုးပေးထားမယ်ကျွန်းကလေးကိုမိုးမလင်းခင်အရောက်သွားပြီးတော့ဘိုးစိန်မန်အဖွဲ့ကိုကူးရမယ်တပေါင်းလေယူကညပူပူတဲ့တစ်ချက်တိုက်ခတ်လာ၏တနက်တန်ဘုံတန်များတာမရှိပါကထိုးနွေည၏တရုတ်တကံမှာလွမ်းစရာပင်ကောင်းနေရောမည်ထောင်ဝန်တန်းတက်နဲ့အချင်းသားလက်ရွေးစင်တများကျွန်းကလေးတို့ရောက်ကြပြီဘိုးစိမန်သည်ကိုလုံးသီးချွတ်ပြီးတော့ခထောင်ကိုမြောင်းနေအောင်ကြိုက်ထားသည်တစ်ဖက်ကစတင်ကန်ကိုလွဲကားတစ်ဖက်တွင်ငှက်ကြီးတောင်သားကိုကင်ထား၏ဘိုးစိမန်တက်နဲ့တူအချင်းထောင်မှလာသောစစ်ကူများလည်းတန်းစီကြသည်ထောင်ပိုင်လေးကန္နမာတောင်းရီနဲ့စိန်သားမြောင်တို့ကိုတိုက်ပွဲအခြေအနေနဲ့တစ်ဖက်အင်အားကိုဘိုးစိမန်ကအသေးစိတ်ရှင်းပြသည်ထို့နောက်အချင်းထောင်စစ်ကူများကိုဘိုးစိမန်တက်မှရဲဘော်များနဲ့တူတန်းစီစေသည်ချက်အရက်အပြည့်ထည့်ထားသောရေနံစီပုံးများထဲမှအရက်ကိုမတ်ခွက်ကြီးဖြင့်တယောက်တစ်ခွက်တောက်ရသည်လူစုံအောင်တောက်ပြီးတော့ခါအတီးတီးနေရာယူကြတော့သည်ဘိုးစိမန်တက်ကကက်တင်းများတွင်ဝမ်းလျာမောက်ပြီးဗရင်ကန်များရိုင်ဖယ်များဖြင့်အသင့်နေကြသည်တက်မတော်မှဘိုးများတင်စိန်သားမြောင်နှင့်ထုံးရင်တို့ဦးဆောင်သောတက္ကသိုလ်ကျောင်းသားများနှင့်အကျဉ်းသားများပူးပေါင်းတက်ကတက်ဤဘေးပပလဲမှာတော်ရန်များတနေရာမှာနေရာယူထားကြသည်ကန္နမာတောင်းရီနဲ့ထောင်ပိုင်လေးတို့အကျဉ်းသားအဖွဲ့ကလက်ပစ်ပုံတစ်တာများစိန်ပြောင်းကင်တံများနဲ့တူကုန်းမြင့်မှာဝတ်နေကြသည်ရောင်ဒီပြိုချိန်မှာတော့ကရင်အသေးခံတံများကရှေဆုံးမှတက်ချလာသည်လူရိပ်မြင်သည်နှင့်ရဲဘော်များသည်ကတင်းတွင်ခေါင်းကိုစိုက်ခါတနက်ကိုအတွဲလိုက်ပြစ်ကြသည်နောက်ဖက်မှကွန်မြူနစ်တံများကလည်းကနန်းလက်မပုံပန်းပြီးတက်လာသည်ဘိုးများတင်စိန်သားမြောင်ဦးဆောင်သည့်အကျဉ်းသားတက်ကဘီပပလေတော်တန်းများမှပြစ်သည်ဖြင့်ကွန်မြူနစ်တံများလန်ကျသွားကြပြန်သည်ဘိုးစိမန်တံများနဲ့အကျဉ်းသားတံများထံသို့ချက်အရက်စစ်ကူတစ်ခွက်စီနှစ်ကြောလောက်ပြန်ပြီးအရှိန်တင်ပြီးတော့ခါမှတိုက်ပွဲကပိုမိုပြင်းထန်လာသည်ကောင်းသူထိတ်မကောင်းသူထိတ်ရန်တန်ပြစ်ကြတော့သည်အစိုးရတပ်ဘက်ကစစ်သားတက္ကသိုလ်ကျောင်းသားထောင်ဝင်တန်းအကျဉ်းသားတပ်ပေါင်းစု၏ချိန်ပြစ်ရန်ပြစ်မှန်းပြစ်မူးပြစ်အတဲပြစ်တေချာပြစ်ပြစ်အားပေါင်းစုံကြောင့်ညနေ4နာရီမှာ KNDO နဲ့ကွန်မြူနစ်တပ်များစုခွာသွားကြသည်ကျွန်းကလေးကိုအစိုးရတပ်များပိုင်နိုင်စီးမိသွားကြသည်ရှီတန်းပြန်ထောင်သားများရန်ကုန်ထောင်ကြီးသို့ပြန်ရောက်ကြပြီခက်ခဲပင်ပန်းတိုက်လာရသည့်တိုက်ပွဲအောင်မြင်သဖြင့်စိန်သားမြောင်တို့ပျော်ရွှင်နေကြတော့လဲသူတို့ကိုကြိုနေသည့်ထောင်ပိုင်ကြီးမျက်နှာကတော့မကောင်းထောင်သားများကိုလူစုခွဲပြီးနောက်ကန္နမာတောင်းရီစိန်သားမြောင်နဲ့ထွန်းရီတို့ကိုထောင်ပိုင်ကြီးကသူ့ရုံးကန်းသို့တီးတန့်ခေါ်ထုတ်သွားသည်လွတ်ရကြားရတော်မူဖြစ်သဖြင့်အားလုံးပျော်ရွှင်နေကြသည်ကဲ3ယောက်လုံးထိုင်ကြပါဦးစိန်သားမြောင်တို့တယောက်မျက်နှာတယောက်ကြည့်ရင်ဝင်လိုက်ကြသည်ကန္နမာဤစိတ်အေးထားကွာကန္နမာတောင်းဤကထောင်ပိုင်ကြီးကိုမျက်ခုံးပင့်ကြည့်လိုက်သည်အုံးဖေဆုံးသွားပြီဟမ်ဘာအေးအုံးဖေဆုံးသွားရှာပြီ
သူတို့၃ယောက်လုံးကြောင်သွားကြ၏ကိုအုံးဘာဖြစ်တာလဲဘလို့ဖြစ်တာလဲထုံးရင်ကဝုန်းကနေမတ်တထရက်လိုက်သည်မင်းကြီးအနောက်ဘက်ဂျပန်ခေတ်ကရေရင်းပြတ်တဲ့ပြုတ်ကျနေတာမင်းတို့ပြန်မလာသေးခင်ကမှအလောင်းကိုဆဲလို့ရတာကနမာတောင်းကြီးကမျက်လုံးနှစ်ဖက်ကိုစုံမိတ်ထားပြီးအသက်ကိုခတ်ပြင်းပြင်းရှူနေသည်အဲ့ဒီရေတွင်းကမတုံးတော့တာကြာပြီမဟုတ်လားကိုအုံးဖေကဘလို့လို့ကြာသွားတာလဲထောင်ပိုင်ကြီးကိုစိန်တားမြောင်ကမေးလိုက်သည်စစ်ကူဖွဲ့တဲ့ကိုစပူဘုတ်ကကြီး10ယောက်လောက်ပါသွားတော့အီဂလက်တွေစီအုံးဖေကိုယ်တိုင်ထမင်းသွားပို့တယ်အီဂလက်ကမစ္စတာသောမစီကသူ့စီနောက်ဆုံးအုံးဖေထမင်းဟင်းလာပို့ပြီးပြန်သွားတယ်လို့ပြောတယ်ကြားထဲမှာ3နာရီလောက်ပျောက်နေတော့စပူဘုတ်ထောင်မှုကလာပြောမှတန်းစီလူစစ်ပြီးလိုက်ရှာကြတာရေရင်းထဲမှာတွေ့တာပဲအလောင်းကခုပဲမှလဲထောင်ဆေးုံမှာဆရာဝန်ကဘာပြောလဲဗျစစ်စစ်ချက်မထွက်လာသေးဘူးနိုင်ပိုင်းလောက်ပဲရှိသေးတယ်စိန်တားမြောင်ကတပ်ပြင်းချလိုက်သည်အုံးဖေအသက်ခံလိုက်ရတာဗျအသက်ခံလိုက်ရတာကနမကအန်ကိုကြိတ်လျက်ပြောလိုက်သည်မဖြစ်နိုင်ဘူးကနမအုံးဖေကမင်းထထောင်တက်ရင်သေးတယ်ဂျပန်ခေတ်ကလေးကဒီထောင်မှာဘိုးလှုပ်လာတာသူ့ကိုဘသူကတက်ရဲမှာလဲအဲဒါကြောင့်ပြောတာဗျဂျပန်ခေတ်တည်းကဒီထောင်ကိုအိမ်လိုနေလာတဲ့ကောင်ကဒီရေရင်းပြက်တဲ့ချော်ကြစရာတော့အကြောင်းမရှိဘူးအာရခုံချသေးစရာလည်းအကြောင်းမရှိဘူးဘာကိစ္စရေရင်းနဲ့ပြုတ်ကြရမှာလဲအရက်တွေဘာတွေမူးနေရောဘယ်နဲ့လုံးမလဲကွာမင်းတို့ငါတို့မသိအောင်အရက်တွေခိုးတွင်ထားတာပဲမဟုတ်လားဒီမဲထောင်ပါကြီးရဲ့အင်္ဂလိပ်ခေတ်ဂျပန်ခေတ်တလျှောက်လုံးအဲဒီကောင်အုံးဖေနဲ့ကျုပ်တို့လူတွေအရက်တွေမူးပြီးခုတ်ခဲ့တစ်ခဲ့ကြလူတွေတတ်ခဲ့ကြတာပဲဗျအခုကျမှအရက်မူးပြီးရေတွင်းနဲ့ကြစရာလားအားလုံးတိတ်ဆိတ်သွားသည်ဘာပဲဖြစ်ဖြစ်ပါကနမမကြခင်အစိုးရကမင်းတို့ကိုနှစ်တွေလျှော့ပြီးတော့လွတ်ပြီးတော့မှာပဲတည်တဲ့လူလဲတည်ပြီကွာပြဿနာတော့ထက်မရှာပါနဲ့တော့ကနမတောင်းကြီးကပြုံးလိုက်သည်အင်းလေတည်တဲ့လူလဲတည်ပြီပဲရှင်တဲ့လူကရှင်နေတော့လှုပ်เสียရှိတာလှုပ်ကြတာပေါ့ကနမထထွက်သွားသည်ထုံးရင်ကလက်သီးဆုပ်လျက်နောက်လိုက်သွားသည်ထောင်မှုကစိန်တားမြောင်ကိုကြည်လိုက်သည်စိတ်တားမြောင်မင်းပဲကနမာကြီးနဲ့ထုံးရင်ကိုကြည်ထိန်ပြပါကွာဒီကောင်တွေကလွယ်တာမဟုတ်ဘူးသူတို့လူကိုထိရင်စိမ့်ပြီးနှက်ပြီးလူတက်တဲ့ကောင်လေးဘာဘူးတော့ကလည်းရိတ်ခါဆောင်ထဲမှာ4နာရီလောက်မတိမရှင်နှိပ်ဆက်ပြီးတော့တက်ပြစ်ကြတာအခုလဲအုံးဖေကြီးတေးပြီဆိုတော့တွေးကြရလူရန်တန်ဆွဆွဲပြီးလိုက်တက်မှာစိုးရတယ်နာကျစ်အားတဲ့သူလူစုကလည်းအင်းဟာတောင်းกว่าဒီကောင်တွေနှစ်ဖွဲရှိနေသမျှထောင်ကဘယ်နေ့လူတက်ပွဲကြီးဖြစ်မလဲပဲစိုးရိမ်နေရတယ်စိတ်ညစ်ပါတယ်ကွာဒါအများကျွန်တော်လာထိန်ခိုင်းရလားဗျာထောင်ပိုင်ကြီးလုံနိုင်တဲ့နီလန်းတွေရှိပါတယ်ဘလူးစိန်သားမြောင်ဤအကြံပေးချက်ကထီရောက်ပါသည်မကြမီထောင်ပိုင်ကြီးအမိန်ဖြင့်ကန္နမာတောင်းရီနှင့်ထွန်းရင်ကိုတီးတန့်တိုက်ဆောင်သို့ရွှေ့ထားလိုက်ကြသည်စပူပုတ်ဤကောင်းဆောင်နေအားစိန်သားမြောင်ကိုလွှဲပေးလိုက်ရသည်ကန္နမာတောင်းဤနေခဲ့တဲ့အခန်းမှာစိန်သားမြောင်ပြောင်းရွှေ့နေထိုင်လေသည်နောက်မှရောက်လာသောစိန်သားမြောင်ကထောင်ပိုင်ကြီးနှင့်ပေါင်းကာကန္နမာတောင်းဤနေရာကိုလူယူလိုက်ပြီးဟူသောတည်င်းများလည်းထောင်တွင်ထွက်ပေါ်လာကြသည်တိုက်ပိတ်ခံထားရသောကန္နမာတောင်းဤနှင့်ထွန်းရင်တို့ကလည်းထိုတရင်ကိုထမင်းလာပို့ပေးတဲ့သူများမှတဆင့်ကြားရသည်1949ဧပြီလ18ရက်တလားတီတီပြည်တဲ့နေ့မှာကန္နမာတောင်းရီနဲ့ထွန်းရင်ကိုတိုက်ကထုတ်ခါစပူပုတ်သူပြန်ပို့လိုက်ကြသည်ရိတ်ခါဆောင်အနောက်ရှိသူအခန်းသို့ကန္နမာတောင်းရီဝင်လိုက်တော့ခါမြင်လိုက်ရသောမြင်ကွင်းကြောင့်မျက်မှောင်ကျုံသွား၏စိန်ဓားမြောင်ကဂရင်ပေါ်တွင်ထိုင်လျက်ရန်အရပလင်းနဲ့ဖန်ကွက်9ကွက်နေဘယ်နဲ့လဲမန္တလေးကဓမြဘိုးကြီးကျုပ်ကိုနောက်ကျောကိုဓာတ်နဲ့ထိုးပြီးမှအတော်စိန်ကြနေတယ်ပေါ့လေကန္နမာတောင်းကြီးကစိန်ဓားမြောင်ကိုမဲပြုံးပြုံးရင်းမေးလိုက်သည်ကဲစိတ်မဆိုးပါနဲ့ကိုကန္နမာတချို့ကိစ္စတွေကအကြောင်းရှိလို့အကျိုးဖြစ်လာတာစိတ်အေးထားပြီးတော့အရေးအတူတောက်ကြရအောင်ဗျာကန္နမာနဲ့ထွန်းရင်ကစိန်ဓားမြောင်ကိုခက်တီးတဲ့ပင်စိုက်ကြည့်နေကြသည်ကဲပါဗျာလာပါ
ဒီနေရာကလည်းကျွန်တော်ဖယ်ပြီးမှာပါအရက်တစ်ခွက်တောက်ပြီးရင်ကျွန်တော်ဘာလို့ဒီလိုလောက်ရတာလဲခင်ဗျားတို့ကိုရှင်းပြမယ်လာပါကျွန်တော်မှခင်ဗျားတို့တီးချင်မဲ့တည်င်းတွေလည်းရှိပါသေးတယ်လာပါလာစမ်းပါဗျာတိုက်ထဲမှာ run နဲ့ဝေးနေမှာပေါ့ကန္နမာတောင်းရီနဲ့ထွန်းရင်တို့ကဝင်ထိုင်လိုက်ကြသည်စိန်သားမြောင်ကအရက်ကို9ကွက်ငယ်လိုက်သည်ကဲခင်ဗျားတို့ရဲ့လမ်းမတော်ဖိုးတုံးနဲ့ကိုအုံးဖေအတွက်အုံးဖေဆိုသည့်အတန်ကြားစီနဲ့ထွန်းရင်ကစက္ကနဲဖြစ်သွားပြီးတော့စိန်သားမြောင်ကိုစိုက်ကြည့်နေလိုက်သည်ကဲခင်ဗျားတို့မိုက်တာလူသက်ရဲတာတွေကျွန်တော်သိပါတယ်ဒါပေမဲ့တခါတလေမှာအချီအနီနဲ့အချိန်ကာကိုစောင့်ပြီးတော့လောက်ရတာတွေရှိတယ်ဗျကိုလှုပ်ချင်တာကိုစိတ်ရှိရှိစောင့်ပြီးတေးကြပြီးဆိုမှလှုပ်တော့အမားရွယ်နေတာပေါ့ဗျာမင်းဘာပြောချင်တာလဲမြန်ပြောကန္နမာထံမှအေးဆက်အတန်းထွက်လာသည်အုံးဖေတည်တဲ့နေ့ကခမည်းတော်နှစ်ယောက်ဝုံတိုင်းလှုပ်ကြတော့မယ်ဆိုတာကျွန်တော်သိတယ်အေးဒါကြောင့်ခမည်းတော်ကိုတိုက်တဲ့ထဲဖို့ထောင်ပိုင်ကိုကျုပ်အကြံပေးလိုက်တာပဲအေးမင်းလက်ချက်မှန်ငါတို့သိပါတယ်ကျွန်တော်အဲ့ဒါလိုအကြောင်းမဲ့လုပ်တာမဟုတ်ဘူးကိုကနမကိုအုံးဖေကတကယ်အသက်ခံရတာမသေးကြသေးဘူးတေးကြတယ်လက်ထားဘယ်သူတက်တယ်ဆိုတာရှာရအောင်မယ်ခမည်းတော်ကနာကျစ်လုပ်တယ်ဆိုပြီးသွားရန်ထိုင်ရင်တော့အလကားနှစ်ဖက်လုံးနားကုန်မယ်ကိုကောင်တွေကလည်းသူတို့လှုပ်ထားတယ်ဆိုရင်တေချာပြင်ဆင်ထားမှာပဲအခုတလလောက်ခမည်းတော်တိုက်ထဲရောက်နေတဲ့ချိန်မှာကျွန်တော်လူတွေမွေးပြီးတော့အိတ်ဆောင်ကတရွေးနေနှိုက်ထားတယ်ကိုအုံးဖေကိုဘသူတက်လဲသိပြီစိုးစမ်းမအောင်ဘယ်သူတက်တာလဲနာကျစ်မရငမြင့်နဲ့တခိုးမောင်အေးတက်တာဗျာဘာဟုတ်တယ်အုံးဖေနဲ့နာကျစ်စိတ်သားကိစ္စညှိနေကြတာကြာပြီမဟုတ်လားတလောကအချင်းသားတစ်ထွန်းဖြူကိုပုံစံပြမောင်အေးကဝေမပေးလို့ရိုက်တဲ့ကိစ္စအုံးဖေကြီးကဝင်ပါထားတယ်လေအုံးဖေကြီးထိုးလို့မောင်အေးတော်တော်ထိသွားတယ်ခမရတို့ကျုပ်တို့မရှိတော့အကျဉ်းထောင်ဝန်တန်းတွေကလည်းအင်အားနေနေတော့ကိုအုံးဖေကိုယ်တိုင်ဧကလပ်ပတ်ထမင်းထွက်ပေါ်တာမြင်လို့တောင်ရပုတ်ဆင်းနေတဲ့ဒီကောင်တွေအကွက်တွေ့သွားတာတကယ်ကဟိုကောင်နှစ်ကောင်ကထမင်းပြန်ပူလာတဲ့အုံးဖေကိုဝိုင်းရိုက်ပြီးချုပ်ထားတဲ့ချိန်နာကျစ်ကလာပြီးတော့တန်ကျင်နဲ့တန်ကြွန်နဲ့ထိုးတက်မယ်လို့စီစဉ်တာတကယ်တမ်းကျတော့အုံးဖေနဲ့မောင်အေးငမြင့်တို့နှစ်ယောက်တယောက်ချနေကြနာကျစ်ကပေါ်မလာဘူးတမင်လူလေကြလိုက်တာဟိုနှစ်ကောင်ကအုံးဖေကြီးကိုကြောက်ကြောက်နဲ့ဝင်လုံးရင်းနဲ့မောင်အေးနဲ့အုံးဖေရေရင်းပြတ်တဲ့ကျသွားတာအုံးဖေဇက်ကျိုးပြီးတော့တေးတာပဲမောင်အေးကအပေါ်ကကြတာဆိုတော့ဘာမှတိတ်မဖြစ်ဘူးငမြင့်ကသူ့ကိုရေရင်းကနေပြီးတော့ဘလုံးနဲ့ပြန်ဆွဲတင်ပြီးတော့အဆောင်မှာဟန်မပြတ်ပြန်နေခဲ့ကြတာဗျဟာကွာကဲအခုဆိုခမရတို့တရားခံအစ်စ်ကိုတေချာသိပြီမဟုတ်လားဘာလို့ချင်ကြလဲပြောကန္နမာတောင်းကြီးကစိန်သားမြောင်မေးဒီကိုမဖြေအခန်းဤထုံတန်းပေါ်သို့လက်ကိုရှူနှိုက်လိုက်ပြီးတော့အဝိစ္စဖြင့်ပတ်ထားသည့်အရာတစ်ခုကိုထုတ်လိုက်သည်အဝိစ္စကိုဖြေလိုက်တဲ့အခါမှာခွေထားသည့်ချင်းကျိုးတစ်ချောင်းကိုစိန်သားမြောင်တွေးလိုက်ရသည်ထမင်းပို့လာပြီဟဲ့ထမင်းတောင်းလာပိုးသည့်နေရာသို့မောင်အေးကအပြေးလွှားရောက်လာသည်ဒီနေ့အသားဟင်းနေနော်မိုးပြန်စိတ်အရွတ်လေးတွေပဲလားဟဲ့မောင်အေးကပြောဆိုနဲ့ထိုင်ချလိုက်စဉ်ထမင်းပိုးသည့်လူကလက်ထဲမှာပါလာတဲ့တန်ဆူးချွန်ဖြစ်မောင်အေးဤလဲပင်ကိုစောင့်ထိုးထည့်လိုက်သည်မောင်အေးမှာအတန်မထွက်နိုင်မဲ့လဲပင်မှသွေးများပန်းထွက်ကာလဲကျသွားသည်ဟဲ့ကောင်နာကျစ်ထုံးရင်ကထမင်းတောင်ထမ်းလာသည့်တဘိုးကိုဖြုတ်ကာអော်လိုက်သည်ထိုအခါမှသွေးအိုင်ထဲတွင်လဲကြကအသက်ငင်းနေသောမောင်အေးနှင့်ထုံးရင်ကိုအားလုံးတတိထားမိသွားသည်နာကျစ်အားတဲ့တစ်ဖက်သို့လှည့်ပြေးလိုက်စဉ်သူမျက်နှာအားတစုံတစ်ခုကအရှင်ဖြစ်ဖြတ်ရိုက်ခြင်းခံလိုက်ရသည်ကန္နမာတောင်းရီချင်းကျိုးရိုက်ချက်ကြောင့်နာကျစ်မျက်နှာတစ်ခုလုံးထူပူထွက်သွားသည်ထွန်းရင်ကပြေးလာပြီးနာကျစ်၏နောက်စိတ်ကိုတဘိုးဖြင့်ရိုက်ချလိုက်သည်သို့သောနာကျစ်အားတဲ့ပခုံးကိုသာထိမှန်သွားသည်ထိုချိန်တွင်ငမြင့်ကပေါတူးဖြင့်ကန္နမာတောင်းရီအားဝင်ခုတ်တော်သည်ကန္နမာကငမြင့်ကိုဝင်လုံးလိုက်ပြီးလဲပင်ကိုချင်းကျိုးနှင့်ပခါဆွဲလဲချလိုက်သည်ထွန်းရင်ကနာကျစ်အားတဲ့ကိုတဘိုးဖြင့်လိုက်ရိုက်သည်နာကျစ်ကသွေးယူသွေးတန်းဖြင့်ထောင်ကျဆောင်များဘက်သို့ထွက်ပြေးသွားသည်ထိုချိန်တွင်တရွှီတတိုင်းဖြင့်ဟဲ့ကောင်လေအကုန်လက်မြောက်ထားထိုချိန်တွင်ထောင်မှုများနှင့်လက်နက်ကိုင်းထောင်ဝင်သားများရောက်လာပြီးတနက်များပြေဖောက်လိုက်ကြသည်
ထုံးရင်ကတဘိုးကိုချကလက်မြောက်ထားလိုက်သည်ကနမာကချင်းကျိုးကိုညာဘက်လက်မှာပတ်ထားကမတ်တရက်လက်မြောက်ထားလိုက်သည်သို့သောကနမာတောင်းဤညာဘက်6ကမြေပြင်မှာလဲနေသောမောင်မြင့်ဤလဲမျိုးကိုအားကုန်နင်းထားသည်ထာဝန်တန်းများသူတို့ထံလာနေစဉ်စက္ကန့်ပိုင်းမှာပဲမောင်မြင့်မှာအသက်ထွက်သွားတော့သည်ထောင်တွင်နှလောင်းပြိုင်လူတက်မှုထပ်မံဖြစ်ပွားခဲ့သဖြင့်တစ်ထောင်လုံးတက်လက်ထားလိုက်သည်ကနမာတောင်းရီနှင့်ထုံးရင်တို့ကိုဂျိုးတိုက်သို့ပို့ပြီးတိုက်ပိတ်ထားလိုက်ကြသည်နာကျစ်အားရက်ကိုလည်းဒီတန်တိုက်မှာချုပ်နှောင်ထားလိုက်သည်နာကျစ်အားရက်အားစစ်စစ်ရာဘုံဖေကိုတရန်ကြံစီကြကြောင်းထွက်ဆိုသည်လူတက်မှုများအားထောင်တွင်တရားရုံးဖွဲ့စစ်ဆေးပြီးနာကျစ်အားရက်အားနှစ်တိုးထောင်တန်း9နှစ်ကနမာတောင်းရီအား9နှစ်ထုံးရင်အား10နှစ်နောက်ထပ်အသီးသီးပြည်တံများချလိုက်ကြတော့သည်ထို့ပြင်ကနမာတောင်းရီနဲ့ထုံးရင်တို့အားထောင်ကျကာလတစ်လျှောက်လုံးဂျိုးတိုင်းမှာပဲနေထိုင်ရတဲ့ဒေတံသမားများကိုဂျိုးပေးရမှာအရက်ပေတိုင်းချင်းဂျိုးချစ်ချင်းတောက်ဖြုတ်ချင်းအလောင်းထုတ်ချင်းလုပ်ငန်းများကိုလှုပ်ဆောင်ရန်တာဝန်ပေးလိုက်သည်နာကျစ်အားရက်ကိုတော့မူထောင်ကျကာလတစ်လျှောက်လုံးဒီတန်တိုင်းမှာသာထားရှိလေသည်ထောင်တွင်အဓိကအုပ်စုနှစ်စု၏ကောင်းဆောင်များဖြစ်သောကနမာတောင်းရီနှင့်နာကျစ်အားရက်တို့မှာနောက်ထပ်ထောင်တန်အသီးသီးနဲ့တိုက်ထဲတွင်သာနေရတော်မူဖြစ်သည်ထောင်တွင်နှလောင်းပြိုင်လူတက်မှုအပြီးစီရင်ချက်ချပြီးတဲ့နောက်မှာ1949ဩဂုတ်လ20ရက်နေ့ရန်ကုန်မိုးကတဲတဲရွာနေသည်ထောင်တွင်တရားရုံးမှစီရင်ချက်ပြီးသဖြင့်ထောင်ပိုင်ကြီးသည်ရုံးခန်းသို့ပြန်လာကကော်ဖီတစ်ခွက်တောက်နေလေသည်ထိုချိန်တွင်စစ်သုံးမိုးကာကိုခြုံထားသောလူတဦးကထောင်ပိုင်ကြီးဦးဘိုးကြီးအခန်းသို့ဝင်လာသည်ထိုသူကိုထောင်ပိုင်ကြီးကပြုံးပြလိုက်သည်ကဲထောင်ပါကြီးနောက်ဆိုကော်ဖီအေးစစ်စစ်တောက်လို့ရပြီပေါ့ရန်ကုန်ထောင်ကြီးတဲ့ဘာပြဿနာမှစိုးရင်စရာမလိုတော့ဘူးထောင်ကြီးတဲ့ကပြဿနာခဲတွေကိုတူနီးတူဟန်နဲ့ကျွန်တော်ရှင်းပေးလိုက်ပြီအခုကျွန်တော်ကိုပေးထားတဲ့ကတိတီးစေမယ်မဟုတ်လားထောင်ပိုင်ကြီးကကော်ဖီကိုဖြည်းဖြည်းချင်းတောက်လိုက်ရင်းနဲ့ငါကတိတီးပါတယ်ကွာရန်ကုန်ထောင်ကြီးနဲ့တန်းစီချုပ်နေရကမင်းကလွယ်ပြီးဘယ်သူအတွက်ရှိအောင်မလဲစိန်ဓာမြောင်ရရန်ကုန်ထောင်ကြီးရဲ့မန္တလေးသားတန်းစီချုပ်ပေါ်ကွာစိန်ဓာမြောင်ကပြုံးလိုက်သည်ရန်ကုန်သားတွေတဲလဲအားကြတာပဲကိုထောင်ပိုင်ကြီးရကိုတောင်းရီကိုဘာလို့တွေးကြမရတာလဲအထက်မှာလူတက်မှုထပ်ဖြစ်လို့လောလောဆယ်ကျိုးတိုက်တဲ့ထဲအပြစ်ပေးထားတယ်ဒီကာလထောင်ဝင်စားမရသေးပါဘူးအမဘသူကိုတက်လိုက်တာလဲကိုအုံးဖေကိုတက်တဲ့လူတွေကိုပြန်တက်လိုက်လို့ဘာကိုအုံးလည်းတေးပြီလားတေးပြီထာဝန်တန်းလေးဤစကားကြောင့်မတောင်းနဲ့စိန်ပါတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ဒါဆိုကိုကြီးထွန်းရင်ရောချောရင်ကဝင်မေးလိုက်သည်ကိုထွန်းရင်လည်းလူတက်မှုမှာပါတယ်အတူတူပဲတော်ပါသေးရဲ့ဘာတော်ပါသေးရဲ့လဲချောရင်အော်ကိုပါဆန်ရဲ့တီတာထက်ဆိုင်ရင်တက်တာကပူစိတ်အေးရတာပေါ့မဟုတ်ဘူးလားချိုက်ဟုံကွယ်လွန်ပြီးတဲ့နောက်မှာမတ်တောင်းသည်စံပချောရင်တို့လင်မယားနဲ့အတူစင်အိုးတန်းလန်းရှိကန္နမာတောင်းရီအိမ်မှာနေကြသည်ရန်ကုန်မြို့ပတ်လဲတွင်လက်နက်ကင်တက်များကပိတ်ဆို့ထားခြင်းဖြစ်သည်ဖြင့်ထင်းရှားပါနေချိန်မှာစံပသည်တလဘက်မှထင်းများကိုလှေဖြင့်တဲယူပြီးရန်ကုန်သို့ပို့သည့်အလုပ်လုပ်ကင်သည်ထိုချိန်ကမြေဝကျွန်းပေါ်မှာကနဆိုထင်းများရန်ကုန်မြို့သို့လုံးဝမဝင်တော့သဖြင့်ခုံဖနက်ကိုပင်ထင်းဆိုင်နေရတဲ့ကာလဖြစ်သောကြောင့်စံပါ၏လုပ်ငန်းမှာအဆင်ပြေနေသည်မတ်တောင်းစံပါနှင့်ချောရင်တို့သည်ကန္နမာတောင်းဤနှင့်ထွန်းရင်တို့အားထောင်ဝင်စားလာတွေ့ကြခြင်းဖြစ်သည်ယခုကန္နမာတောင်းဤတို့အားထောင်ဝင်စားလာတွေ့ကြခြင်းမှာတော့တွေ့ခွင့်မရသဖြင့်သူတို့အားလုံးစိတ်ပြတ်သွားကြသည်ခမရတို့ကိုတွေးကျင်နေတဲ့လူတယောက်တော့ရှိတယ်ဟင်ဘယ်သူလဲစိန်ဓာမြောင်နဲ့မန္တလေးထောင်ကပြောင်းလာတဲ့ဓမြဘူပဲ तू ကဘာလို့တွေးကျင်တာလဲ तू ကကိုကန္နမာကြီးတို့နဲ့စပူမှာအတူတူနေခဲ့တာဗျအခုတော့တန်းစည်းကျုပ်ဖြစ်နေပြီ तू ကကန္နမာတောင်းရီကိုထောင်ဝင်စာလာတွေးတဲ့လူဆိုရင်တွေးကျင်ပါတယ်လို့ပြောထားတယ်ဗျဒါဆိုကျမသူ့ကိုတွေးကျင်တယ်မတောင်းကဝင်ပြောလိုက်သည်ခဏကြာတွင်စိန်ဓာမြောင်ကထောင်ဝင်စာပေါက်သို့ရောက်ရှိလာသည်ကန္နမာတောင်းရီနဲ့ဘာတော်ကြတာလဲ
ငါနာမည်ကစံပါလက်မတော်ဖိုးတို့ရဲ့ညီပဲဒါကမမတောင်းကိုကန္နမာကြီးရဲ့မိန်းမသူကငါမိန်းမချောရင်ထွန်းရင်ညမပဲမင်းငါတို့ကိုဘာလို့တွေ့ချင်တာလဲအေးကန္နမာတောင်းရင်နဲ့ထွန်းရင်ဆိုတဲ့နာမည်နဲ့မင်းတို့နောက်ကိုထောင်ဝင်စာလာမတွေ့ဘူးလာပြောတာဘာကွာဟဲ့ဘာစံတန်ကကျေသွားသည်ဘေးမှာထောင်ဝင်တန်းကသူတို့ကိုအကဲခံနေ၏ဟုတ်တယ်နောက်ကိုဘယ်တော့မှထောင်ဝင်စာလာမတွေ့ဘူးပဲမင်းကငါ့ကိုအမိတ်လာပေးနေအောင်ဘာကောင်မို့လို့လဲငါကဒီထောင်ရဲ့တန်းစီချုပ်ပဲမင်းလူတွေကြိုးတိုက်ထဲရောက်အောင်လုပ်တာလဲငါပဲလုပ်တာမင်းတို့အခုပြန်တော့ငါစေတနာနဲ့ပြောတာနေပါဦးမင်းပြောနေရတယ်ငါနားမလဲဘူးမင်းဘာဖြစ်ချင်တာလဲဟဲ့မင်းဟာမင်းတန်းစီချုပ်မကလို့ဘာနေလဲငါအကိုတွေရောက်ဖတွေကိုတခုခုထီလို့ကတော့ရမှုနဲ့ထောင်ထဲဝင်ပြီးမင်းကိုလာတက်မှာစိတ်ဓာတ်မြောင်ကတပ်ပြင်းချကစံပါကိုပြုံးပြီးကြည့်လိုက်သည်မင်းတို့ကောင်တွေကဒီလူကြည့်ပဲမင်းလူတွေအဆင်ပြေသွားပါလိမ့်မယ်ဘာမှစိတ်မပူနဲ့အခုမင်းဘေးမှာမိန်းကလေးတွေလည်းပါလာလို့ငါပြောနေရတာပြန်တော့နောက်လည်းမလာနဲ့တော့စိတ်ဓာတ်မြောင်ကထိုးထိုးပြောပြီးလက်ထွက်သွားသည်စံပါကတော့ဒေါသတကြီးဆဲဆိုကထောင်ဝင်စာလာတွေးသည့်တံပန်းတစ်ခါကိုရိုက်ထည့်လိုက်ထောင်ဝန်တန်းတပ်သား2ဦးရောက်လာပြီးတော့သူတို့အားပြန်ရန်သတိပေးလိုက်သည်ကန္နမာတောင်းရီကိုမတွေ့ရတော့တဲ့ဖြစ်မတောင်းကတရှုံရှုံငိုနေ၏စံပါ၏မျက်နှာကဒေါသစိတ်ကြောင့်ညီမြန်းနေသည်ကိုအောင်တီးပြီးတဲ့ကွာနောက်ပြီးဒီကောင်ကဘာကောင်လဲဒီကောင်ကငါ့ကိုဘာလို့အမိန့်နေလာပေးနေရလဲချောရင်ကစံပါ၏လက်ကိုကင်ထားလိုက်သည်ကိုစံပါသူအเจ้าမဲ့ပြောနေရတော့မဟုတ်ဘူးထင်တယ်နော်တခုခုတော့ရှိရမယ်သူလေတံထဲမှာကျမတို့ကိုတခုခုတတိပေးခြင်းတဲ့ပုံစံကိုကျမရိပ်ဖမ်းမိတယ်ကိုကြီးထွန်းရင်တို့ကိုတွေးခွင့်ရဖို့ကျမတို့စိတ်အေးအေးထားပြီးစဉ်းစားကြတာပေါ့စံပါတို့ရန်ကုန်ထောင်ကြီးထိပ်တို့ထွက်လာပြီးကန္နာဘတ်တို့ပြန်ရန်စိုက်ကားငားခဲ့ကြသည်ကားတစ်စီးထဲမှာတော့သူတို့3ဦးထောင်ကြီးအတွင်းမှထွက်လာကိုစောင့်ကြည့်နေသောလူ2ယောက်ရှိနေသည်ခဏကြာတွင်ထောင်အရာရှိတဦးကအဆိုပါကားအနီးသို့အပြေးရောက်လာပြီးကားအတွင်းသို့ခါညွှန်ရင်တစုံတစ်ခုပြောလိုက်သည်1949ဒီဇင်ဘာ18ရက်တွင်အစိုးရတပ်များကစားဘူးတောင်းကိုသိမ်းပိုက်နိုင်ခဲ့သဖြင့်ရန်ကုန်မန္တလေးလမ်းပွင့်သွားပြီးတော့ဖြူတောင်ငူတို့ကိုပါပြန်လဲသိမ်းပိုက်နိုင်ခဲ့သည်ဖြူရှိဖုံကြီးကျောင်းတစ်ကျောင်းမှာပိတ်မိနေသောခါလေးမမြကြီးနဲ့အနှင်းတို့သည်ရန်ကုန်သို့အစိုးရရင်တန်းနဲ့တူစစ်ပြေးဒုက္ခသည်ဖြစ်ဆင်းလာကြသည်မမြကြီးနဲ့အနှင်းတို့သည်ရွှေတဲ့ပစ္စည်းများကိုအတွင်းကန်ဘော်လီများနဲ့ထမိန်အထက်စင်များမှလိပ်ပြီးချုပ်ခါတဲဆောင်လာကြသည်စိန်သားမြောင်သည့်ရန်ကုန်ထောင်ကြီးသို့ရောက်ရှိနေသည်ဟုတရင်ရသည်နှင့်ရန်ကုန်သို့မရောက်အောင်ရောက်လာခဲ့ခြင်းဖြစ်သည်ဒီဇင်ဘာ22ရက်နေ့နေ့လယ်ပိုင်းတွင်ခါလီမမြကြီးနှင့်အနှင်းတို့ရန်ကုန်သို့ရောက်ရှိလာကြသည်ထိုချိန်တွင်ကရင်တပ်များကအင်းစိန်ကိုအခိုင်အမာစခန်းလောက်ခါနေ၏ကရင်တပ်များသည်ဒီဇင်ဘာ25ရက်နေ့ညဘက်ဘတ်စကားအစီး20ဖြင့်အင်းစိန်မှထွက်လာပြီးရန်ကုန်မြို့ထဲနှင့်အတွင်းဝန်ရုံးများကိုဝင်တိုက်ကြမိဖြစ်ကြောင်းသတင်းများထွက်ပေါ်လာကြသည်တပ်ရင်တပ်နှင့်အတူလိုက်လာသောခါလေးတို့ကိုစစ်ရဲတပ်ရင်ကစစ်မေးပြီးတော့ခါလေးမင်းင်းတို့ကတနက်ပြတ်တက်သည်ဆိုသဖြင့်ဘာကရာအိုးတက်ကြီးတိုက်ပေါ်မှာအရေးပေါ်စူးစီးသောပြည်သူအရန်တပ်တွင်ပါဝင်ရန်ပြောဆိုကြသည်ရန်ကုန်သို့ရောက်ချင်းနေစရာမရှိဖြစ်နေသောအချိန်မှာဘာကရာပေါ်သို့လိုက်သွားရန်မတ်မြကြီးဆုံးဖြတ်သည်ဒီဇင်ဘာ25ရက်ခရစ်စမတ်နေ့တရင်လေးစီရဲတရင်များနဲ့တက္ကသိုလ်ကျောင်းသားတိုလီမိုလီထွန်းတင်တီထွင်ထားတဲ့တန်ချက်ကကားနစီကကမာရွတ်ကက်တဲတွင်ခန်းတက်လို့ကအသင်းဆောင်နေသည်စီရဲတက်နဲ့တက္ကသိုလ်အရန်တရင်ပြည်သူအရန်တက်တို့ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့သည်တိုလီမိုလီတန်ချက်ကားတစ်စီးနှင့်တူဟန်တာဝရီအဝိုင်းမှာနေရာယူထားသည်ကရင်တပ်များသည်အင်းစိန်မှရန်ကုန်မြို့တွင်သို့ချီတက်လာပြီးကမာရွတ်တရားဖြူအနည်းရောက်မှာတော့မြည်သည့်တပ်အစိုးရတပ်ကိုမှမတွေ့ရသဖြင့်အစိုးရတပ်များအင်အားဖြည့်တင်းပြီးမြို့တွင်ရောက်မှချောင်းပိတ်ပြစ်ပြီးဆိုးသဖြင့်ပြန်လှည့်သွားကြသည်ကရင်တပ်များပြန်လှည့်သွားသည့်တရင်ရသည်နှင့်အရန်ပြည်သူစစ်တပ်များသည်ကိုတက်ကြီးဖျားဘတ်သို့ပြန်လာကြသည်အချင်းကကိုလိုကလန်နဲ့ဒီတိုင်းအိတ်မရမဲ့တူအရက်လေးပါလေးတွားတောက်ပြီးမှအိတ်ကြတာပေါ့ကွာ
ခါလေးနဲ့တူအရန်ပြည်သူစနဦးဒီကားပေါ်မှာဆင်းလာပြီးနောက်အရက်ပုံရောင်းသောကြည်မြင်နိုင်ဘူရာဘတ်စီတို့ဘာကရာကြောင်နှပေးမှာလမ်းလျှောက်လာကြသည်အလင်းအောင်ကအရှိဘက်တွင်မထွက်သေးဒီဇင်ဘာမို့မြောက်ပြန်လေကစိတ်နေအောင်တိုက်ခတ်နေသည်ဘာကရာကြောက်သည်ဂျပန်စုခွာကန်ဒီမှာလက်ကျန်လူမိုက်အုပ်စုများအုပ်စုဖွဲ့တပ်ဖြတ်ပြီးတော့စစ်ပြည်စာတွင်နိုင်ငံရေးအုပ်စုများကြားတပ်ပွဲများကြောင့်နာမည်ကျော်နေတဲ့နေရာဖြစ်သည်ကျောင်းအပေါ်ဘက်ရှိမြူမုံမုံတွင်မီးထိုးထားသောကားတစ်စီးကိုတွေ့လိုက်ရသဖြင့်ခါလေးတို့သုံးအသာဝက်လိုက်ကြသည်ကရင်တက်တွေဒီဘက်များဝင်လာကြတာလားမသိဘူးခါလေးကစတင်းကန်ကိုအသာဆုပ်ကင်ထားသည်ကားပေါ်မှာဆင်းလာသောလူသုံးဦးကကြိုးတုပ်ထားသောလူတအုပ်ကိုမြေကြီးပေါ်ဆွဲချလာသည်ကိုတွေ့ရသည်ထို့နောက်ဒုံများဖြင့်ဝိုင်းရိုက်လိုက်ကြသည်ခါလေးနဲ့နှစ်ဦးကမြင်ကွင်းကိုကြည့်ကဇဝေးဇဝါဖြစ်နေကြသည်စစ်တပ်ကတေတံများလာပေးရလားမသိဘူးမဖြစ်နိုင်ဘူးကွာဒီချိန်ကြီးကိုထိုချိန်တွင်ကြိုးတုပ်ထားသည့်လူကိုဒူးထောက်ထိုင်ခိုင်းပြီးတော့နောက်စိတ်ကိုတနက်နဲ့ပြင်ရန်မောင်းတင်လိုက်သည်ဟေးဘသူတွေလဲကွာခါလေးကစတင်းကန်ဖြစ်ချိန်ရင်းနဲ့လှမ်းអော်လိုက်သည်တစ်ဖက်ကခါလေးရှိရာတနက်ဖြစ်လှမ်းဖြစ်သည်ခါလေးကစတင်းကန်ဖြစ်ဆွဲပြီးတော့ရဲဘော်နှစ်ယောက်ကရိုင်ဖယ်များဖြစ်တက်ဖြစ်ကြသည်ဟေးတို့တက်မတော်ကကွာမင်းတို့လက်နက်ချခါလေးကလှမ်းអော်လိုက်သည်လူ၃ယောက်သားစစ်တပ်ရောက်လာသည့်အထင်နဲ့ကားပေါ်သို့တက်ခါမောင်းပြေးသွားကြသည်အနီးသို့ရောက်သောအခါလဲကျနေသောလူတစ်ယောက်ကံကောင်းထောက်မှစွာဖြင့်ထိုသူကိုပြစ်မသွက်သွားနိုင်ခဲ့ကိုခါလေးခမည်းလောက်တာနဲ့အရက်တောက်မဲ့အစီအစဉ်တော့ပြက်ပါပြီဗျာဘေးကရှုပ်တွေမှမသိပဲနဲ့ငါလည်းသူတို့ထွက်ပြေးရင်ကားပေါ်ကပါလာတာလေးများရမလားလို့လုပ်ကြည့်တာပေါ့ကွာဘာပဲဖြစ်ဖြစ်အခုတော့အသက်တစ်ချောင်းကယ်လိုက်ရတာပေါ့ဟာခါလေးကလဲကျနေသူအနားသို့ကတ်သွားလိုက်သည်မျက်နာကတော့သွေးအလူလူဖြင့်ညိုမဲနေ၏ဟဲ့လူခမည်းဘာတူလဲဘယ်ရလဲထိုသူထံမှအတန်ရဲရဲထွက်လာသည်ကျွန်တော်စံပါစင်ဦးတန်းမှနေပါတယ်ချောရင်ကစံပါမျက်နှာမှသွေးစာများကိုဝန်စားဖြင့်တုပ်ပေးနေသည်မတောင်းကခါလေးကိုကော်ဖီဖြင့်အခန့်ရင်ဂျေဇူးတင်စကားဆိုသည်ဂျေဇူးတင်ပါတယ်ကွယ်အမမောင်လေးမှာဒီကရဲဘော်လေးပြီးတဲ့အသက်ဖဲရှိပါတော့တယ်ဟုတ်ရပါတယ်အမကျွန်တော်တို့လည်းအရက်တော့ဖို့ထွက်လာလိုက်တာသူ့အဖို့ကံကောင်းတာပေါ့ဗျာခါလေးကစံပါရှိရာသို့ထသွားလိုက်သည်ဒါနဲ့ခမရောက်တက်ဖို့လို့တာဘသူတွေလဲဗျခမမသိဘူးလားမနက်3နာရီဟိုဘက်ကန်းကချင်းလေစိုက်တဲ့ချိန်မှာအလို့သမားတွေနဲ့အတင်ချလုံနေတော့လူနှစ်ယောက်လာတယ်ဗျစစ်တပ်ကထင်းကန် try တွင်းမလို့ကိစ္စညှိကြလို့ပါလို့ပြောတယ်ဘုံမူပါလို့ကားပေါ်မှာစကားပြောမယ်ဆိုပြီးတော့ခေါ်တာကားပေါ်ရောက်တော့တနက်နဲ့ထောက်ပြီးတော့ဝိုင်းရိုက်ကြတော့တာပဲဗျကျွန်တော်တတိယတော့ခုနဘားကရာကြောက်ပေါ်မှာရောက်နေတာပဲဗျစစ်တပ်ကတော့မဖြစ်နိုင်ဘူးဗျဒီနေ့ကရင်ဝင်မဲ့တည်င်းရလို့တညာလုံးရှိသမျှတက်တွေအလုံးများနေတာမပြောတတ်တော့ပါဘူးဗျာဟုတ်ပြီကိုပါဆန်ဒါဆိုကျွန်တော်သွားတော့မယ်နောက်ရက်တွေတတိထားသွားလာပေါ့ဗျာခေတ်ကာလကကောင်းတာမဟုတ်ဘူးကျေးဇူးတင်ပါတယ်ကိုခါလေးရဲ့ကျွန်တော်ကိုတက်ကြီးကိုတက်လာခဲ့ပါဦးမယ်ဗျာခါလေးပြန်ထွက်သွားပြီးတဲ့နောက်မှာချောရင်ကစေဘူးအဖုံးကိုပိတ်နေရင်းနဲ့တစုံတစ်ခုစဉ်းစားဟန်ဖြစ်ကျမထင်တာကတော့ဒီကိစ္စဟာဟိုရက်ကထောင်ကြီးမှာတွေ့ခဲ့တဲ့တန်းစီကျုပ်ဆိုတဲ့လူပြောတဲ့စကားတွေနဲ့ပတ်သက်နေလိမ့်မထင်နဲ့ချောရင်ပြောစကားကြောင့်စံဘကမတောင်းကိုလှမ်းကြည့်လိုက်သည်ဟာဒါဆိုကန္နမာကြီးနဲ့ထွန်းရင်ရောမတောင်းလက်ထက်မှတိန်လက်စာကော်ဖီခွက်မှာတုံရီသွားသည်တိုင်ကက်နိုင်မှနနက်6နာရီတိတိထိုးပြီးဖြစ်ကြောင်းတန်စုံတီးလုံးမြည်လာသည်နနက်6နာရီတိတိရန်ကုန်ထောင်ကြီးကျိုးတိုက်တကားများကိုခဏဖွင့်ပေးကြကနမာတောင်းရီနဲ့ထွန်းရင်တို့သည်လုံနေကြဝတ္တရားတိုင်းကျိုးကြအချင်းသားများကို9နာရီတွင်ရေချိုးထုတ်ရန်ပြင်ဆင်နေကြသည်ထိုချိန်တွင်အမြဲစင်းဟုခေါ်သောတာဝန်ကျအချင်းသားများကလည်းအိမ်ဆောင်ကြီးဘက်ကကျိုးတိုက်သို့စတင်ရောက်ရှိနေခြင်းဖြစ်သည်ကနမာတောင်းရီကရေချိုးကန်ငယ်များတွင်ရေဖြစ်ရန်အမြဲစင်းအချင်းသား၄ဦးကိုညွှန်ကြားနေသည်ထွန်းရင်ကကျိုးတိုက်တန်ရှင်းရေးတွင်အမြဲစင်းအချင်းသား2ဦးနှင့်တပြက်စီများထုတ်နေကြသည်က
ကနမာကရေကန်ရှိတို့ပြန်ထွက်มาတော့အနောက်ဘက်စီမှာအော်တန်တစ်ခုကြားလိုက်ရသဖြင့်လှည့်ကြည့်လိုက်စဉ်ထွန်းသိန်းဆိုသည့်အချင်းသားကရေကန်တွင်ပယ်ထွက်နေသောအင်္ဂလိပ်ပြားတစ်ချက်နှင့်ကနမာတောင်းဤမျက်နှာကိုထုထည့်လိုက်သည်ရုတ်တရက်မို့ကနမာတောင်းဤလဲကျသွားသည်ထွန်းသိန်းကကနမာတောင်းဤပေါ်မှတက်ခွာသည်အင်္ဂလိပ်ဖြင့်ထတ်ထူရန်ကြိုးစားသည်ကနမာတောင်းဤကရှောင်းတိန်လိုက်သဖြင့်အင်္ဂလိပ်ကအောက်ကျန်းကင်းကိုအရှင်ဖြင့်ထိမှန်စွာခွာထွက်သွားသည်ဟန်ချက်ပြတ်သွားသောထွန်းသိန်းကိုကနမာကအားဖြင့်စောင့်တွန်းရာထွန်းသိန်းလဲကျသွား၏ထိုချိန်တွင်အနောက်တွင်ရက်နေသောအချင်းသားခင်မောင်လာကယေရှုပစိုးဖြင့်ကနမာတောင်းဤလဲပင်ကိုတိုင်းဖက်ခါနောက်သို့ဆွဲလှန်လိုက်သည်ခင်မောင်လာကကနမာတောင်းဤလဲပင်ကိုအားကုန်ဆွဲညစ်ထား၏ကနမာနှစ်ဖူးတိုင်မှသွေးများထွက်နေသည်ကနမာကခင်မောင်လာလက်တွင်းမှပစိုးကိုအားဖြင့်တင်းခံကခင်မောင်လာ၏ပါးပင်ကိုတွားဖြင့်အသက်ကုန်ကိုက်ထားသည်ခင်မောင်လာထံမှနာကျင်လုံးတစ်ဖြင့်အတန်နယ်ကြီးထွက်လာသည်လဲကျနေသောထွန်းသိန်းကထလာပြီးတော့ရေချိုးကန်တွင်းမှအင်္ဂလိပ်ပိတ်တစ်ချက်ကိုဖဲ့ခွာကဂန္ဓမာစီတို့ဦးတီလာနေသည်ထိုချိန်တွင်ဒိန်ဆိုသောတနတ်တန်တစ်ချက်ထွက်ပေါ်လာသည်ထောင်မှုများထောင်ဝါဒများကြိုးတိုက်အတွင်အချိန်မီရောက်ရှိလာကြခြင်းပင်ခင်မောင်လာကိုထောင်ဝါဒများကတနတ်တင်များဖြင့်ဝိုင်းထူကြသည်ထွန်းသိန်းကိုလည်းဝိုင်းဝန်းဖမ်းဆီးလိုက်ကြသည်ကျိုးတိုက်အတွင်းမှာလည်းအမြဲစင်းအကျဉ်းသားဖြစ်ကျိုးတိုက်တို့ဝင်လာသူကျော်စိုးနဲ့မြင်သိန်းကထွန်းရင်ကိုတန်ကျွန်းဖြစ်ဝိုင်းထိုးခဲ့ကြသည်သို့တော့ထွန်းရင်မှာလူငယ်ဖြစ်သည့်အတွက်ဘိုက်ကိုသာရှက်ထိုးမိပြီးတော့ပြန်လဲခုခံနေခြင်းထောင်ဝါဒများအချိန်မီရောက်ရှိလာခြင်းဖြစ်သည်ကနမာတောက်ရီကတွေးတန်ရဲရဲချောင်းမှာထွန်းသိန်းကိုစိုက်ကြည့်နေသည်ထွန်းသိန်းမှာဒုံဤနေ၏မင်းတို့ကငါကိုယ်တော်လှုပ်ရဲနေပြီပေါ့ဘယ်သူအာကိုနဲ့ဒီလောက်မိုက်နေကြတာလဲပြောစမ်းခမည်းကောင်ကသွေးတွေအရန်ထွက်နေပြီကိုကနမကြီးထောင်စေးုံသွားမရမယ်လာကျိုးတိုက်တောင်းဝန်ကန်ထောင်မူလေးမြင်သိန်းကကနမကိုဆွဲခေါ်သွားသည်ရန်ကုန်ထောင်ကြီးနဲ့မလန်မကန်တွင်အနက်ရောင်ကားတစ်စီးရပ်ထား၏ထောင်မူလေးမြင်သိန်းသည်ကားနားသို့ရောက်ရှိလာသည်အောင်မြင်ခဲ့ရလားထောင်မူကားပေါ်မှရွှေရောင်အုပ်ထုံးနဲ့လူကမေးလိုက်သည်ထောင်မူမြင်သိန်းမျက်နှာမကောင်းထောင်ပိုင်ကြီးကကြိုတည်င်းရထားတဲ့ပုံပဲကိစ္စပြက်ကန်ဒီမှာမင်းကြီးကထောင်မူတွေဝါတာတွေကျိုးတိုက်တဲ့ရုပ်တရက်ကြီးရောက်ချလာတယ်မိဘအမွေရွှေရောင်အုပ်ထုပ်ကိုစောင်းထားတော့လူကတောက်တစ်ချက်ခောက်လိုက်ပြီးတော့သူဘေးနားမှာထိုင်နေသူကိုပြောလိုက်သည်ကဲဦးမြတ်ကျင်ခမည်းအစီအစဉ်တွေကဘာမှလည်းမအောင်မြင်ပါလားမနက်ကဘားကြရကြောက်ကိစ္စလဲအပြီးမတတ်နိုင်လိုက်ဘူးဟုတ်တယ်မဟုတ်လားဘယ်နဲ့လောက်ကြမလို့တခုခုတော့မှားနေပြီမချစ်ခံဦးမြချင်းကအန်ကိုကျဲရင်ဆို၏ထောင်ကြီးပတ်စီမှတန်ချောင်းခောက်တမ်းများထွာလာကြသည်ထောင်မူလေးမြင်သိန်းကတုတ်တုတ်ပြပြဖြစ်ထောင်ဘက်ပြန်ပြေးသွား၏မချစ်ခန်းဖခင်ဖြစ်သူမက်စတီခန်း၏တစ်ချိန်ကရွှေရောင်တောက်ပါခဲ့သည့်ကာလာများကိုအမြဲအိမ်မက်မက်နေခဲ့သူအိန္ဒိယသို့သူပြည်နှင်တန်ခံနေရစဉ်အတွင်းဖခင်ဖြစ်သူ၏တရဖူကိုလူယူသွားခဲ့သည့်လမ်းမတော်ဖိုးတုပ်ဘက်ကိုလက်စားချေကခမ်းမျိုးဆက်၏ဂုံတစ်ခါကိုရန်ကုန်တွင်ပြန်လဲထူထောင်လိုတဲ့သူမချစ်ခန်းသည်စစ်ပွဲများပြီးထူထောင်မိရန်ကုန်မြို့တွင်လူမိုက်ဘရင်ပွဲကိုခံယူရန်အရာရာကိုကြိုတင်ပြင်ဆင်နေပြီဖြစ်သည်အကျအတဲတွေ့နေသောအစိုးရအဖွဲ့သို့ငွေများပုံအောလှူထမ်းထားသည်အစိုးရအဖွဲ့အတွင်းမှဝင်ကြီးအချို့နဲ့လည်းရင်းနှီးမှုရယူထားခဲ့သူလက်မတော်ဖို့တုံမရှိတော့လဲသူအတိကလက်ရုံးများကိုအပြက်ရှင်းပြီးမှတကြောပြန်လူမိုက်ခစ်ကိုထူထောင်ရေးတကြွလှုပ်ရှားသူနဘေးနားမှာဦးမြချင်းတစ်ချိန်ကဒေါက်တာဗမော်၏ကိုရန်တော်ဖြစ်ခဲ့ဘူးသူအခုတော့လက်ရှိလူမိုက်များကိုလိုက်စုနေသူမချစ်ခန်း၏အနိကလူယုံထောင်မူလေးမြင်သိန်းကမိန်ကြီးပေါက်ကနေပြူးပြူးပြပြဖြစ်ပြန်ပြေးဝင်လာသည်ထိုမြင်ကွင်းကိုထောင်ပိုင်ကြီးအခန်းအပေါ်တက်မှထောင်ပိုင်ကြီးဦးပူကြီးကကြည်ရင်ပြုံးလိုက်သည်ကဲကျွန်တော်မပြောလားဒီလူပါနေပါလေဆိုဘေးနာတွင်ရှိနေသောစိန်ဓားမြောင်၏စကားကိုဦးပူကြီးကခေါင်းငိမ့်လိုက်သည်စိန်ဓားမြောင်မင်းကဒါတွေကိုဘလို့သိရလဲနောက်ထပ်ကောဘာတွေသိထားသေးလဲအုံးဖေတက်ခံလိုက်ရကြတဲ့ကကျွန်တော်စဉ်းစားမိတယ်အသားဟင်းဝေတဲ့ကိစ္စကလေနာချစ်လူကောင်ကအုံးဖေကိုအဲ့လောက်နဲ့တက်ရဲမှာမဟုတ်ဘူးလို့ဘာလို့လဲဆိုတော့ကျွန်တော်ရန်ကုန်ထောင်နဲ့စရောက်တဲ့နေ့ကအုံးဖေတို့ဂန္ဓမာကြီးတို့နာမည်ကြားတာနဲ့လေနာချစ်ကမျက်စိမျက်နှာပြက်နေတာ
အခုလိုတက်ရဲတာကနောက်ွယ်မှာတစ်ခုခုရှိမယ်လို့တော့တွေးမိတယ်ဒါကြောင့်ဒီကောင်တွေနှစ်ဖက်လုံးကိုတိုက်ထဲပိတ်ခိုင်းလိုက်တာသူတို့မရှိတော့မှသူတို့ထဲရတဲ့တင်းတွေကိုကျွန်တော်လူကိုအကျဉ်းသားတွေတဲ့ဒလန်အသားထည့်ပြီးတော့စုံစမ်းခိုင်းလိုက်တာပဲဟင်ဒီထောင်ထဲမှာမင်းဒလန်တွေရှိသေးတာလားတန်းအောင်ကိုထောင်ပိုင်ကြီးသိတယ်မို့လားပလိတ်ထဲကနေအလန်ဒီနဲ့ဆက်သွယ်မှုနဲ့စီထောင်မှာကြာနေတဲ့တွန်တေးရကောင်းလေတန်းအောင်ခေါ်ယူနွတ်လားဟုတ်တယ်အင်္ဂလိပ်ခေတ်တုန်းကကလားပမာအရေးခင်မန္တလေးမှာဖြစ်တော့ဒီကောင်ကကျွန်တော်ရောက်ခမအိမ်မှာရှိနေတာဒီကောင်ကိုတတ်မဲ့လူတွေလက်ကနေကျွန်တော်ဖုံးကြီးပွားနဲ့ကေကေဘူးတယ်ဗျဒီကောင်ကိုကယ်မိတာနဲ့ပဲကျွန်တော်လဲမိမရတာပေါ့ဗျာဒီကောင်ကအစားကနာကျစ်အုပ်စုတွေကပဲဒါပေမဲ့ဒီကောင်ကကျွန်တော်ကိုမှတ်မိတယ်ဗျအခုတော့ကျွန်တော်လူဖြစ်သွားပြီပေါ့ဗျာစိန်သားမြောင်မင်းကမလွယ်တဲ့ကောင်ပဲကွာထောင်ပိုင်ကြီးတည်အောင်ပြောရအောင်မယ်အလန်နီထဲမှာရောရဲဘော်ဖြူထဲမှာရောဘာကာဘာထဲမှာရောနေရာတနေရာရနေတဲ့ကျွန်တော်လူတွေရှိတယ်တစ်ချိန်မှာကျွန်တော်သူတို့ကိုပြန်စူးစီးဖို့စဉ်းစားထားတယ်ဟုတ်ပါပြီဒါနဲ့မင်းအယူခံကိုဟိုက်ကုတ်ကမနေ့ကလက်ခံလိုက်ပြီလို့တခင်သိန်းလူကျုံနဲ့ပြောခိုင်းလိုက်တယ်ကွာဟာဟုတ်လားဗျအေးမင်းအချင်းကြီးကောင်းပါပါကနမတောင်းရီတို့နှစ်ယောက်ကိုရောဘာပြောသွားသေးလဲအေးကွယ်သူတို့ကလူတက်မှုထက်ဖြစ်ထားတော့ပြဿနာကွာထောင်အနေနဲ့လည်းဘာမှထောက်ပံ့ပေးလို့လည်းမရဘူးဖြစ်နေတယ်ဒီလိုဆိုရင်တော့ရန်ကုန်ထောင်နဲ့နောက်ထပ်စူးစူးညံ့ညံ့ဘာမှထပ်မဖြစ်ဖို့ကျွန်တော်တခုလောက်တော့အကြံပေးပြရစီထောင်ပိုင်ကြီးပြောပါဦးကန္နမာကြီးနဲ့တူးကောင်ထွန်းရင်ကိုအချင်းတစ်ခုတည်းတိုက်ထဲမှာတီးတန့်ပိတ်ထားမှဖြစ်တော့မယ်ထောင်ပိုင်ကြီးဘာဖြစ်လို့လဲကျွန်တော်ကိုယုံမှထောင်ပိုင်ကြီးအဲ့ဒါအားလုံးတော့အကောင်းဆုံးပဲနောက်ထောင်မှုလေးမြင်သိမ့်ကိုလည်းဒီကောင်တွေနဲ့ဝေးဝေးကိုပို့ပြမှဖြစ်မယ်နော်ဒီဘောကွာလောလောဆယ်တော့မင်းပြောတဲ့အတိုင်းလုပ်ကြတာပေါ့1950ဇန်နဝါရီလ20ရက်ခါလေးမြကြီးတို့စိန်တားမြောင်တန်းပထမဆုံးချိန်ထောင်ဝင်စာလာတွေ့သည်မြကြီးကစိန်တားမြောင်ကိုပြုံးပြလိုက်သည်စိန်တားမြောင်ကမြကြီးကိုအကြိုက်စိုက်ကြည့်နေသည်မြကြီးကိုလာတွေ့တယ်နော်မြကြီးကခေါင်းငိမ့်ပြသည်အကို20မှုအယူခံတင်ထားပါတယ်မကြခင်လွတ်ဖို့ရှိတယ်အကိုတို့မကြခင်အတူပြန်နေကြမယ်နော်မြကြီးမျက်နှာလေးဝင်းပသွားသည်ထို့နောက်စိန်တားမြောင်ကခါလေးဘက်လဲလိုက်သည်အခုမင်းတို့ဘယ်လိုနေကြလဲဟုတ်လောလောဆယ်တော့စင်အိုးတန်းကမိတ်ဆွေတယောက်ကသူတို့အိမ်မှာလိုက်နေဆိုလို့အဲ့မှာအတူနေကြပါတယ်ငါတို့ဘာသူဆိုတာသူတို့သိလားမသိပါဘူးဆရာကြီးကျွန်တော်တို့စစ်ပြေးတွေလို့ပဲပြောထားပါတယ်အနင်းကျွန်တော်တို့နဲ့ပါလာပါတယ်အနင်းရောကလေးမွေးပြီလားမွေးပြီတားလေးမွေးတယ်ဆရာကြီးထွန်းခင်တို့လည်းများကကျွန်တော်အဖေအိမ်မှာပဲနေကြတယ်သူတို့လည်းသမီးလေးမွေးထားပါတယ်ထွန်းခင်ကဟိုဘက်မှာအလန်နီဘူဖြစ်နေပြီအနင်းသားလေးကိုသူတို့စီမှာပဲထားခဲ့လိုက်တယ်အနင်းကဒီကိုအတင်းလိုက်လာမယ်ဆိုလို့ခေါ်လာရတယ်လာမောင်တို့ဘာမောင်တို့ရှင်ကောင်းမယ်ကွာစိန်တားမြောင်စကားကြောင့်ခါလေးမျက်နှာညိုသွားသည်ကဲငါပြောမယ်မြကြည့်ပါနားထောင်အခုဒိုးပစ္စည်းတွေပါလာလားတချို့ကိုတော့ငန်းနဲ့နဲ့ကိုဝင်းမောင်တို့ကိုခွဲပေးလိုက်ပြီဆရာကြီးအနင်းကိုလည်းဝေစုပေးထားပါတယ်တချို့တော့တော့ကြံပါသေးတယ်ကျင်အေးနဲ့တခြားလူတွေဝေစုတွေကိုမင်းတိချခွဲပြီးတော့မြကြည့်စီတိန်ထားခါလေးငါတို့ရမယ့်အပုံနဲ့ကရန်ကုန်မြို့လယ်နဲ့နီးတဲ့နေရာမှာအိမ်တစ်လုံးဝယ်ဖို့မင်းစီစဉ်ထားမန်းလေးမပြန်တော့ဘူးလားဆရာကြီးအေးမပြန်တော့ဘူးဒီအယူခံနိုင်ရင်ငါလွတ်ဖို့များတယ်ရန်ကုန်မှာပဲငါတို့အခြေချကြမယ်လေကွာဟုတ်ကဲ့ဆရာကြီးအေးနောက်ပြီးငန်းတဲ့တင်ဘာကြားသေးလဲကိုငန်းနဲ့ငရုတ်တိပိုင်းရဲ့နှစ်ယောက်ပေါင်းပြီးတော့ဓမြခိုင်းကြီးဖြစ်နေပြီဟိုတရက်ကသတင်းစာမှာသူတို့နှစ်ယောက်သတင်းကိုဖတ်လိုက်ရတယ်ဘကိုးဘက်ကဓမြတိုက်ပြီးတော့ရွာလုံးကြီးကိုပြန်ပေးဆွဲတယ်ဆိုလားတေချာဖတ်လိုက်ရတယ်ဗျဒီကောင်တွေတော့တော်တော်တိုးတက်နေပြီပဲသူတို့ကိုမင်းရအောင်ဆက်သွဲနောက်ပြီးရန်ကုန်မှာအခြေချမယ်ဆိုရင်ဝင်းမောင်ကိုငါတို့လိုမယ်ဝင်းမောင်နဲ့အဆက်အသွယ်မပြတ်စေနဲ့ကိုတင့်ဆွေတရင်ရောဘာကြားသေးလဲကိုတင့်ဆွေကရဲဘော်ဖြူဖွဲမှာ
တိုးရင်တရားသူကြီးယာလူရထားတယ်ဗျရန်ကုန်ကိုလာတော့ဖြူးကိုရဲဘော်ဖြူကတင်ထားတာကျွန်တော်တို့ကိုသူပဲစောက်ရှောက်ထားလို့မသေးတာဆရာကြီးအေးကောင်းတာပေါ့ကွာငါလူတွေအဖွဲထဲမှာနေရာရနေပြီပဲသူတို့အားလုံးမင်းနဲ့အခြေဆက်မပြအောင်လှုပ်ထားနော်ခါလေးရန်ကုန်ထောင်ကြီးတဲ့တွင်အင်အားကြီးခဲ့သောအုပ်စု2ဦး၏ခေါင်းဆောင်များမှာတိုက်ထဲမှာအပိတ်ခံထားရပြီဖြစ်သည်ထို့ကြောင့်နောက်ထပ်ခေါင်းဆောင်အသစ်ဖြစ်လာသောစိန်ဓာမြောင်အုပ်စုထပ်မံပေါ်ပေါက်လာသည်တန်းစည်းချုပ်ဖြစ်သောစိန်ဓာမြောင်၏ဩဇာကအကျဉ်းသားများအပေါ်တွင်သာမကထောင်အရာရှိများပေါ်တွင်ပါတက်ရောက်လာ၏အစိုးရပိုင်းနဲ့ပါအဆက်အသွယ်ရှိနေသည့်အတွက်နာကျင်အားတဲ့အုပ်စုမှအကျဉ်းသားအများစုမှာစိန်ဓာမြောင်အဖွဲ့ထံကူးပြောင်းလာကြသည်ကနမာတောင်းရီနှင့်ထွန်းရင်တို့ထံတစ္ဆာခံထားသောအကျဉ်းသားများမှမူစိန်ဓာမြောင်အုပ်စုနှင့်မပူပေါင်းပဲတီးတန့်ရက်တည်ကြသည်စိန်ဓာမြောင်ကိုလည်းတစ္ဆဖောက်တယောက်ဟုသတ်မှတ်ထားကြသည်ကနမာတောင်းရီနှင့်ထွန်းရင်တို့ကိုအထူးတိုက်ထဲပိတ်ထားသဖြင့်မချစ်ခမ်းနဲ့ဦးမြချင်းမှာမိတို့မှမတက်နိုင်ပဲရှိနေသည်အပြင်ဘက်တွင်လည်းမတ်တောင်းဤခွင့်ပြုချက်ဖြင့်စင်အိုးတန်းနေအိမ်တွင်ခါလေးမမြကြီးနှင့်အနှင်းတို့ပူပေါင်းနေထိုင်ကြသည်မကြမီခါလေးကဘာဆန်ဤအကူအညီဖြင့်ပစွန်တောင်မြို့နယ်ညောင်တန်းလန်းအိမ်အမှတ်38ကိုဝယ်ယူလိုက်သည်အင်းစင်ကိုအစိုးရမှပြန်လည်သိမ်းပိုက်နိုင်ပြီးကရင်တပ်များစောခွာသွားပြီးဖြစ်သဖြင့်မကြစ်ခန်းသည်လမ်းမတော်ဖိုးတုပ်လူများကိုအမြင့်ဖြုတ်ရေးအစည်းအဝေးကိုခဏရပ်ထားပြီးအခြေအနေပြန်လည်တည်ငြိမ်လာသောအခါမှရန်ကုန်မြို့ကိုလူမိုက်ကွန်ရက်ဖြန့်ကနေရာယူရေးကြိုးပမ်းနေသည်ဦးမြချင်းသည်လည်းလမ်းမတော်ဖိုးတုပ်မရှိတော့ရန်ကုန်နောက်ပိုင်းကိုနေရာယူစိုးမိုးရန်စတင်ပြင်ဆင်လာနေသည်ထိုချိန်တွင်ကြည်မြင်တိုင်းကလားလေးသည်ရန်ကုန်အနောက်ပိုင်းတွင်စက်ကြီးယူနေသည့်လူမိုက်ဖြင့်ကြီးစိုးနေသည်မကြစ်ခန်းနောက်ခံရှိသောဦးမြချင်းအုပ်စုနှင့်ကလားအုပ်စုတို့လမ်းမတော်အလုံးကြည်မြင်တိုင်းတကြောမှာဘိုလ်လူပွဲများဆင်နွှဲနေကြသည်လမ်းမတော်ဖိုးတုပ်ကန္နမာတောင်း၏အစားရှိသောအနောက်ပိုင်းလူမိုက်ကြီးများ၏နာမည်သည်လည်းအင်္ဂလိပ်ခေတ်ဂျပန်ခေတ်များတွင်တဖြည်းဖြည်းကျန်ရစ်ခဲ့ပြီဖြစ်သည်စိန်ဓာမြောင်ကရန်ကုန်ထောင်ကြီးထဲမှာတော့အစုအဖွဲ့တစ်ခုဖြစ်စုဖွဲ့နိုင်ခဲ့လေပြီ1951မတ်လ18ရက်ရန်ကုန်ထောင်ကြီး၏ထောင်ပိုင်ကြီးရုံးခန်းတွင်ဖဆပလမှာသခင်သိန်းရောက်ရှိနေသည်စိန်ဓာမြောင်ကသခင်သိန်း၏ရှေ့မှထိုင်နေ၏ခမရဲ့အယူခံဒီဂရီကိုမနှက်ဖြန်မှာအမိန့်ချဖို့ရှိတဲ့စိန်ဓာမြောင်ဟုတ်ကျွန်တော်တီးပြီးသားပါခမမသိသေးတာကဘယ်လိုအမိန့်ချမယ်ဆိုတာပဲဘာလို့ဆိုလိုတာလဲသခင်သိန်းခမတို့ပြောထားတော့ကကျွန်တော်လွတ်စေရပါမယ်ဆိုဒါပေါ့ဒါပေမဲ့အပြင်ရောက်ရင်ဖာစာပါလာတွေခမလှုပ်ပေးစရာတွေနည်းနည်းကြံသေးတယ်အဲ့ဒါတွေလှုပ်ပေးမပေးပေါ်မူတည်ပြီးတော့ခမအနာဂတ်ကိုကျုပ်တို့ကဆုံးဖြတ်သွားမှာစိန်ဓာမြောင်မျက်နှာမှတင်းမာသွားသည်ခမတို့နိုင်ငံရေးသမားတွေကဘယ်နဲ့ဟာတော့ဗျရသလောက်ညစ်နေကြတာပဲစိတ်မဆိုးပါနဲ့ဗျာခမကိုဝင်ကြီးကျုပ်ရောဒုတိယဝင်ကြီးကျုပ်ကပါအားကိုးနေရလို့ပါကဲအပြင်ရောက်ရင်ကျွန်တော်ဘာလုပ်ပေးရမှာလဲထောင်ပိုင်ကြီးစီကကျုပ်ပြန်ကြားထားတာကအပြင်ကလက်နက်ကင်နေတဲ့မှာလဲခမလူတွေရှိရဆိုဟုတ်တယ်ခမလူတွေကိုရန်ကုန်မှာပြန်စုဖို့လွယ်နိုင်မလားလွယ်ပါတယ်ကျွန်တော်တို့ချင်းအချိတ်ဆက်တွေရှိပြီးသားပါဟုတ်ပြီဒါဆိုတခြားနားထောင်လွန်ခဲ့တဲ့3ရက်ကတိုင်းပြုပြည်လွတ်တော်မှာနောက်4လအတွင်းရွေးကောက်ပွဲကျင်းပဖို့အတည်ပြုလိုက်ပြီကျုပ်တို့ဖာစာပါလာလက်ထက်မှာအာဏာရှိနေမှာလွတ်လပ်စွာဒီနိုင်ငံကြီးကပိုပြီးတိုးတက်လာမှာကျုပ်တို့အဖွဲ့ချုပ်ကြီးကတော့လွတ်လပ်ရေးကိုရယူပေးခဲ့တဲ့ကဲဆရာသိခမတရားလောက်ကတော့ကျွန်တော်လဲဟောတတ်တယ်ပြောစရာရှိတယ်ပြောဗျာကျွန်တော်ဘာလုပ်ပေးရမှာလဲပြောစိန်ဓာမြောင်ကဖြတ်ပြောလိုက်တဲ့ဖြင့်သခင်သိမ်းမှာပြောလက်ဆမှရက်သွားသည်အေးဟုတ်ပြီဒီလိုဗျာဒီရုပ်ရွေးကောက်ပွဲကလွတ်လပ်ရေးရပြီးပထမဆုံးအချိန်ရွေးကောက်ပွဲပဲကျုပ်တို့ခေါင်းဆောင်တွေကဖဆပါလာ240အာဏာတည်မြဲရေးမူဝါဒကိုချမှတ်ထားတဲ့အခုရွေးကောက်ပွဲမှာပြည်သူရဲဘော်အဝါနဲ့ဆိုရှယ်နီတွေတခြားအဖွဲ့တွေတက်ပေါင်းစုတွေဖွဲ့ပြီးတော့ကျုပ်တို့ဖဆပါလာနဲ့ပြိုင်လိမ့်မယ်ရွေးကောက်ပွဲနိုင်မဲ့အတိကနေရာတွေမှာဘလို့ပဲဖြစ်ဖဆပါလာပဲနိုင်ရမယ်ဗျာအဲ့ဒီအတွက်အကျဉ်းနီးရောအနုနီးပါကျုပ်တို့သုံးရလိမ့်မယ်ဒီအတွက်ခမအကူကြီးလိုတဲ့စိတ်ဓာတ်မြောင်ရသခင်သိန်းစကားကြောင့်
စိန်ဓားမြောင်ထရေလိုက်သည်ကျွန်တော်တို့လိုလူစိုးဓမြတွေပဲကိုယ့်နေရာတည်မြဲရေးအတွက်ဘာမဆိုလုပ်ရလိမ့်မယ်လို့ထင်တာခင်ဗျားတို့ခေါင်းဆောင်ကြီးတွေလည်းအတူတူပဲဗျကြီးတော့ရေးရတယ်နော်စိန်ဓားမြောင်ကလောင်ရီလိုက်တဲ့ဖြစ်သခင်သိမ်းမှာနေရထိုင်ရခတ်သွားသည် ကဲခမရလုံးမလားမလုံးဘူးလားဒါပြော ။အော်ဗျာကျွန်တော်ကအခုနေ့ကခမည်းတော်လက်ခုပ်ထဲရောက်နေမှာပဲ။ထားရင်လည်းနေသက်ရင်လည်းတည်ရမှာပေါ့။လုပ်ပါမယ်ဗျာလုပ်ပါမယ် ကဲကောင်းပြီဒါဆိုလေခမရအယူခံနိုင်မိတာမှတ်အပြင်ရောက်ပြီးမှဂတိကိုမွေးမပြင်းနဲ့နော်ခမရမန္တလေးတောင်ကြီးကဦးကျော်သိန်းဓမြမှုကိုကရင်ဝင်တုံးကအမှုတွဲပျောက်သွားတယ်ဆိုပြီးတော့ကျုပ်တို့ဖျောက်ဖျက်ပေးထားတယ်မဟုတ်လို့ကတော့အဲ့ဒီအမှုတွဲကင်ပြီးတော့အချိန်မရွေးပြန်ဖမ်းပြမှာနော် ။စိန်ဓားအမြောင်ကသခင်သိန်းကိုလောင်ပြုံးပြုံးကကြည်နေလိုက်တော့သည်။မြန်မာနိုင်ငံတွင်ပြည်ရင်းတောင်းကျမ်းမှုများရောပါလာပြီးတော့အစိုးရတပ်များမှပြန်လည်သိမ်းပိုက်စိုးမိုးလာနိုင်သည့်နှင့်အမျှရွှေဆိုင်ခဲ့ရသောပါလီမန်အထွေထွေရွှေကောက်ပွဲများကိုကျင်းပရန်အခြေအနေများပြန်ပေးလာပြီးဖြစ်သည်လွတ်လပ်ရေးရပြီးတဲ့နောက်မှာ1949မတ်လတွင်ရွှေကောက်ပွဲများကျင်းပရန်အစီအစဉ်ပြုလုပ်နေချိန်မှာတော့လက်နက်ကိုင်ပုံကံမှုများကြောင့်ရွှေကောက်ပွဲများရက်ကိုရွှေဆိုင်လိုက်ရသည်1950ပြည်နှစ်တွင်လည်းနိုင်ငံ၏အခြေအနေမှာတရားမျှတသောရွှေကောက်ပွဲဖြစ်သည့်အထိမကောင်းမွန်သေးသဖြင့်အခုအပြောင်းကာလကို28လထပ်တိုးရန်တိုင်းပြုပြည်ပြုလွတ်တော်တွင်အတည်ပြုခဲ့သည်ရွေးကောက်ပွဲကျင်းပရန်2လအလို1951 AB 13ရက်နေ့မှာစိန်ဓားမြောင်ထောင်မှပြန်လွတ်လာနိုင်ခဲ့သည်နိုင်ငံတော်တရားရုံးချုပ်ကစိန်ဓားမြောင်အားပြည်တံချမှတ်ထားသောအာလာဝီဓမြမှုတွင်စိန်ဓားမြောင်ပါဝင်သည်ဟုမျက်မြင်သက်သေများမရှိခြင်းမစ္စတာစတက်ဖင်အားလက်ရောက်တပ်သူမှာပွဲလွန်သူလမောင်သာဖြစ်ပြီးတော့စိန်ဓားမြောင်ခိုင်းစီသည်ဟုသောယူဆချက်မှာမခိုင်လုံသဖြင့်ပြစ်ဒဏ်မှတရသေးလုပ်ပေးခဲ့သည်ထို့ကြောင့်စိန်ဓားမြောင်မှာအခြားအမှုနှစ်ခုအတွက်သာပြစ်ဒဏ်ကြခံရှိစေတော့ရာနှစ်စီသဖြင့်ပြန်လွတ်လာခြင်းဖြစ်သည်စိန်ဓားမြောင်ထောင်မှလွတ်သည့်နေ့တွင်မြကြီးခါလေးဝင်းမောင်တို့လာကြိုနေကြသည်အနည်းကသူမ၏သားလေးကိုခေါ်ရန်ကြောက်ပတောင်းသို့ပြန်သွားသဖြင့်ပါမလာခဲ့စိန်ဓားမြောင်သည်ဝင်းမောင်ငားရန်လာသောမော်တော်ကားဖြင့်ဇွန်တောင်ရောင်တန်းလန်းကိုပြန်လာခဲ့သည်အိမ်အောက်တွင်ဝင်းမောင်၏ဇနီးမတ်စိန်၏နေရှဲဟန်ပန်ဓားပြမှုမှာမောင်တင်တို့ကအသင့်စောင့်နေကြသည်ငန်းနဲ့တို့အချီနေရောဟေခါလေးကိုငန်းနဲ့ငရုတ်တီဒီတရက်နှစ်ရက်တွင်တက်လာလိမ့်မယ်ဆရာကြီးလူနှစ်ယောက်ကတော့ရဲတွေကိုဘလို့မျက်လက်ပြလာအောင်မလဲမသိပါဘူးသူတို့သတင်းစာတွေထဲမှာတော့ဟိုကြော်ပဲအေးဒီကောင်နေနဲ့မတွေ့တာတော့ကြာပေါ့ကွာတစ်ဆွေကြီးရောကိုတစ်ဆွေကြီးကတော့တရက်ပတ်မှလို့သတင်းရတယ်ကဲအားလုံးနေကောင်းကြတယ်မဟုတ်လားအခုတော့ပြန်ကြောင်းငါတို့လူတွေစုံပြီဆိုရင်အားလုံးငါစီကိုလာဖို့ငါပြောမယ်မကြခင်မှာဘဟုအစည်းအဝေးပြန်ထိုင်ကြမယ်ဟုတ်ပြီလားဟုတ်ကဲ့ပါဆရာကြီးအားလုံးပြန်သွားကြသည်နှင့်စိန်ဓားမြောင်မြကြီးနဲ့ခါလေးတို့သာကြံရတော်သည်ဆရာတို့လည်းများအတွက်အပေါ်တက်မှာအခန်းမှာအရင်ကတော့အနည်းနဲ့မမြကြီးကအဲ့ဒီခန်းမှာတူအိတ်တာအခုအနည်းကသူ့သားကိုသွားခေါ်ပါတယ်ထွန်းခင်နဲ့ကျွန်တော်အမရရင်လဲလိုက်လာလိမ့်မယ်အေးခါလေးဒါဆိုငါတို့အိမ်ပေါ်မှာခဏနားလိုက်အောင်မယ်ကွာဒီနားမှာမန္တလေးမုတ်ဒီကောင်းကောင်းရရင်ရှာဝယ်ခဲ့ကွာငါစားကြင်လို့ခါလေးကမုတ်ဒီရှာဝယ်ရန်ထွက်သွားသည်စိန်ဓားမြောင်ကမြကြီးကိုခေါ်ကအခန်းတွင်ဝင်လာ၏ထို့နောက်မြကြီးပါးပြင်ကိုနမ်းလိုက်ရင်မြကြီးမငိုနဲ့နော် မငိုပါဘူးကိုမောင်လေးရဲ့ကိုမောင်လေးပြန်ရောက်လာပြီပဲ မြကြီးလုံးဝမငိုနဲ့နော်စိန်ဓားမြောင်ကမြကြီးရင်ကွင်းထဲသို့ခေါင်းကြီးတိုးဝင်ကရှိုက်ကြီးတငင်ငင်နဲ့ငိုနေတော့သည်အခုအတွက်လှမောင်ကြီးတို့တောင်းဝင်ချီသွားကြတယ်ကျင်အေးပါမောင်အားလုံးပဲတောင်းဝင်ချီကြပါတယ်အခုသူတို့ကိုမကာကွယ်လိုက်နိုင်ဘူးကွာမြကြီးကစိန်ဓားမြောင်၏ခေါင်းမှာစပင်များကိုပုတ်တက်ပေးနေသည်ဒီနေ့တွေ့ထဲမှာရန်ကုန်ထောင်ကြီးတဲ့အကူတယောက်တည်းရက်တည်နိုင်မှုနီးပေါင်းစုံနဲ့တတိထားပြီးတော့ရှင်သန်ခဲ့ရတယ်အကူဘသူကိုမှမယုံကြည်ခဲ့ဘူးအကူဘသူကိုမှလည်းမိတ်ဆွေလို့မတတ်မှတ်ခဲ့ဘူး
အခုမြတ်ကြီးနာပြန်ရောက်လာဖို့အခုဘာမဆိုလုပ်ခဲ့တယ်အခုငိုပြရစီမြတ်ကြီးရဲ့ငိုပြရစီမြတ်ကြီးကစိန်ဓာမြောင်ကြီးပါမှမျက်ရည်များကိုတုပ်ပေးလိုက်သည် ငိုပါအကိုရဲ့ငိုပါဒါပေမဲ့အဲ့ဒါလိုငိုတာဟာလူဆိုးသမျှကိုစိန်ဓာမြောင်ဖြစ်ငိုခြင်းလိုပဲမြတ်ကြီးယူဆပါတယ်မြတ်ကြီးရဲ့ကိုမောင်ကလေးကတော့ဘယ်တော့မှမငိုဘူးဆိုတာမြတ်ကြီးယုံပါတယ် 3 ရက်ကြာတွင်စိန်ဓာမြောင်ဖွဲမှလူဆုံတက်ဆုံနေပါရှိလာပြီဖြစ်သည်ကြောက်ပတောင်းမှာအနှင်းတို့သားမိပြန်လဲရောက်လာကြပြီငန်းနဲ့ငရုတ်တီးပိုင်းတို့မှာရန်ကုန်တို့ရောက်ရှိပုံအောင်နေကြကြောင်းကိုခါလေးမှတဆင့်တည်ထားပြီးဖြစ်တယ်ထိုနေ့ည9 နာရီ၌စိန်ဓာမြောင်ဖွဲ၏ဗဟိုအစည်းအဝေးကြီးကို3နှစ်အကြာတွင်ပြန်လဲစတင်နိုင်ခဲ့သည်ည9 နာရီအတွင်းစေဝန်ဒန်းဝတ်ဝစ်စုံဝတ်ထားသောလူ2ဦးစိန်ဓာမြောင်အိမ်ပေါ်သို့တက်လာသည်အစည်းအဝေးစားတင်ကာနီဖြစ်တဲ့ဖြစ်အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်ငန်းနဲ့ငရုတ်တီးချင်တယ်စိန်ဓာမြောင်တန်ကြားမှစေဝန်တန်းတက်မှလူကအုပ်ထုပ်ချွတ်လိုက်သည်အကိုကြီးထောင်ထဲမှာပိုဝပြီးပိုခန့်လာပါလားငန်းနက်ကိုစိန်ဓာမြောင်ကထလာပြီးဖတ်လိုက်သည်ဟဲ့ကောင်မင်းကအလန်ဒီကနေထွက်ပြီးတော့ငရုတ်တီးလိုက်ခူနေတာလားကွာဟမ်ငရုတ်တီးပါရင်ကိုစိန်ဓာမြောင်ကလမ်းစားလိုက်သည်ဟဲ့ဆရာကြီးနေကောင်းတယ်နော်အေးကောင်းပါတယ်ကွာမကြမီအစည်းအဝေးအားစတင်ကြသည်အခုငါပြန်ထွက်လာတာကဖာစာပလာအစိုးရနဲ့အပေးယူလုပ်ပြီးတော့ထွက်လာတာဆိုတော့မင်းတို့ကိုပထမဆုံးပြောပြထားမယ်အဲ့ဒီအတွက်ဖာစာပလာကခိုင်းတာကိုငါလုပ်ပေးစရာလေးတွေလည်းရှိနေတယ်မင်းတို့ထက်ကနိုင်ငံရေးနဲ့တွဲမလုပ်ချင်ပါဘူးဆိုတဲ့လူတွေလက်ထောက်ပြီးရင်အခုကတည်းကငါနဲ့လမ်းခွဲနိုင်တယ်မိသူမှလက်မထောက်လာမဲ့ရွေးကောက်ပွဲမှာဘာသာပလာကခိုင်းတာကိုငါလုပ်ပေးရမှာအဲ့ဒါပြီးရင်တော့ငါတို့မူလအလုပ်တွေကိုရန်ကုန်မှာခြေစိုက်ပြီးတော့ငါတို့ပြန်လုပ်ကြမယ်ကွာအဲ့ဒီကြအစိုးရအစစ်အသွယ်တွေလည်းရှိနေတော့ငါတို့အတွက်အကျိုးမရောက်နိုင်ပါဘူးနောက်ပြီးမန္တလေးတထေးအိမ်ကြီးထွက်ရန်ကုန်တထေးတွေကပိုချမ်းသာကြတယ်ကွာမင်းတို့လည်းအဆင်ပြေမှာပါကျွန်တော်တို့ကတော့ပဲခူးနဲ့မော်လမြိုင်ဘက်ကလူ100လောက်တော့စုမိနေပြီကိုကြီးအဲ့ဒီဘက်မှာပဲဆက်လုပ်ပြစီလားကောင်းနိုင်ငံနဲ့လုံးလုံးစေငါမင်းစီကလက်နဲ့တွေလိုချင်တယ်ငါနဲ့တော့မင်းအမြဲဆက်သွယ်ပေးထားပါရွေးကောက်ပွဲမှာမော်လမြိုင်နဲ့ပဲခူးဘက်ကရွာတွေမှာမင်းအကူညီတဲ့လူကောင်းလူမှာဆိုတော့ကိုထွန်းခင်လည်းအလန်ဒီပါတီထဲမှာလူစုပြီးတော့မကြခင်အစိုးရစီအလင်းဝင်မဲတဲ့ဆရာကြီးအနှင်းကဝင်ပြောသည်ကောင်းတဲ့အနှင်းထွန်းခင်ကိုအမြဲအဆက်မပြတ်အဆက်အသွယ်မပြတ်ဖို့ပြောပြီးအခုငါကမနေ့ပြန်ကစပြီးတော့ဈေးဆရာသိန်းဖြစ်ပြန်နေမယ်အောက်ထပ်မှာဈေးတိုက်ဖွင့်ဖို့လဲအားလုံးစီစဉ်ပြီးသွားပြီဒီနေ့ကစပြီးတော့မင်းတို့အားလုံးလဲငါစီမှာဘိန်းတော်ဈေးပညာလာတင်တဲ့တပည့်တွေအနေနဲ့ဝင်ထွက်ပါဟုတ်ပြီလားတကြံကာလပြီးဆုံးသွားခဲ့ပြီမို့မေလနေ့ရက်များစီတို့ရောက်လာခဲ့ပြီစိန်ဓာမြောင်ဆိုသည့်အမည်ကမန္တလေးတွင်ပျောက်ကွယ်သွားခဲ့သည်မှာကြာခဲ့ပြီရန်ကုန်မြို့ပဇွန်တောင်ညောင်တန်းလဲမှာတော့ရေဒနာဘုံစီးတိုက်ဆိုသောအမည်တစ်ခုနှင့်အတူဆရာသိန်းဟူသောဗမာစီသမားတမားတော်ကြီးတူပေါ်ပေါက်လာခဲ့သည်ရောနယ်မှလာသောဆရာကြီးဟုရန်ကုန်တိုင်းဈေးလောကမှာခနာချင်းလူတီများလာ၏ဆရာကြီး၏တပည့်တပန်းများကလည်းပေါ်များလာသည်ရန်ကုန်မြို့စွန်ဖြစ်သောအင်းစိန်လေကူတဝိုက်လက်သေးမပေါ်ပြီးသောဓမြမှု၃မှုပေါ်ပေါက်လာခဲ့သည်1957ဇွန်လ12ရက်မြန်မာနိုင်ငံ၏ပထမဆုံးအချိန်ရွေးကောက်ပွဲကြီးကိုစတင်ကျင်းပသည်နေဒေသများတွင်လက်နက်ကိုင်တပုံများကရွေးကောက်ပွဲကိုတပိတ်မောက်ကြသဖြင့်အစိုးရအာဏာစက်တရားမြို့များတွင်သာကျင်းပကြရသည်တိုင်းပြည်အခြေအနေအရပါလီမန်အထွေထွေရွေးကောက်ပွဲကိုနေရာအားလုံးတစ်ချိန်တည်းမှာပဲမကျင်းပဘဲနဲ့မဲဆန္ဒနယ်များကိုပိုင်းခြားပြီးတော့အတုပ်၃တုပ်ခွဲကကျင်းပခဲ့သည်1951ဇွန်လ15ရက်နေ့မှာတော့ပဇွန်တောင်ရှိဆရာသိန်း၏အိမ်ရှိသို့မော်တော်ကားတစ်စီးဆိုက်ရောက်လာသည်ကားပေါ်မှာတိုက်ပုံအင်ကြီးနဲ့ခေါင်းပေါင်းကိုဝစ်ဆင်ထားသောလူ2ဦးဆင်းချလာသည် ဆရာသိန်းများရှိပါသလားခင်ဗျာ
စိန်တားမြောင်သည်အိမ်အောက်ထပ်တွင်တပည့်များအားတိုင်းစေပညာသင်ပေးနေသည်ဝင်ခဲ့ပါခင်ဗျ ပြို့ဆရာသိန်းကျွန်တော်ကိုမှတ်ရောမမိရဲ့လားဗျအရင်ကယောဂဟောင်းလေးကိစ္စလာပြတာပါ အိမ်တွင်သို့ဝင်လာသူကတော့ဖာစာပလာဖွဲ့မှသခင်သိန်းအော်မိတ်ဆွေဟောင်းတွေပဲကိုအိမ်ပေါ်တက်ကိုကြွားကြပါခင်ဗျာဒီမှာတပည့်တွေကိုပြန်လွတ်ပြီးတော့တက်လာခဲ့ပါမယ်ခါလေးဒီကလူကြီးတွေကိုအပေါ်တက်ခေါ်သွားခါလေးကသခင်သိန်းတို့ကိုအိမ်ပေါ်တက်သို့ဦးဆောင်ခေါ်သွားသည်စိန်သားမြောင်ကအောက်ထပ်တွင်တပည့်အမိကန်ဓမြလက်သမားကိုပြန်လွတ်လိုက်ပြီးတော့အိမ်ပေါ်သို့တက်လာသည် ဘလို့လဲကိုဆရာတဲလဲအလုပ်ဖြစ်နေပါလား သခင်သိန်း၏စကားကိုစိန်သားမြောင်ကမဲပြုံးပြုံးပြလိုက်သည် ဆရာသိန်းဘွားကိုပြောင်းသွားပြီမဲ့ဘဝဟောင်းကဂတိတွေကိုတော့မမေ့တော့သေးဘူးထင်ရဲ့ ကဲပါဘာလုပ်ပေးရမလဲသာပြောသခင်သိန်းကစိန်သားမြောင်နားသို့တိုးကပ်လိုက်သည် 18ရက်နေ့မှာရန်ကုန်တစ်မျိုးလုံးကမဲပုံးတွေဖောက်ပြီးတော့ရေတွက်ကြလိမ့်မယ်ကျုပ်တို့ဝင်ကြီးကျုပ်ကြီးကလမ်းမတော်မျိုးနယ်မှာဝင်ပြိုင်ထားတယ်သူနဲ့ပြိုင်ဘက်ကဗိုလ်ချုပ်အောင်ဆန်းရကိုဦးအောင်တန်းပဲကျုပ်တို့ဝင်ကြီးကျုပ်ဟာပြည်သူဒီမိုကရေစီတပ်ပေါင်းစုကဦးအောင်တန်းကိုနိုင်မှဖြစ်မယ်နိုင်နာမှအပြည့်အသက်နိုင်မှဖြစ်မယ်နော်ဦးဒီကက်ဒီလီနိုင်တာလည်းမလို့ချင်ဘူးအဲ့ဒီတော့တစ်မျိုးလုံးကမဲပုံးတွေကိုခမားတို့အဖွဲလိုက်ဖောက်ရမယ်ဖောက်လို့ရအောင်လဲကျုပ်တို့ကမဲယုံတောင်းဝင်ကနေနဲ့ပေါင်းပြီးတော့စီစဉ်ပေးထားမယ်ပြီးရင်ပြည်သူဒီမိုကရေစီတပ်ပေါင်းစုရဲ့ပုံးတွေကမဲတဝက်ကိုဘာသာပါလာပုံးတွေကိုလှည့်ထည့်ပေးအောင်ပါပဲ ဒါပဲလား ကြံသေးတယ်ရော့ဒီမှာနေပေါင်းစုံမှာလူကြိုက်များနေတဲ့ပြည်သူဒီမိုကရေစီတပ်ပေါင်းစုအမတ်စင်းရင်သူတို့ကိုနီးမျိုးစုံနဲ့ဒီရွေးကောက်ပွဲတွေကနေခမရတို့ရှင်းထုတ်ပေးပြီးတော့ စိန်သားမြောင်ကသခင်သိန်းပေးလိုက်သောစာရွက်ကိုယူကြည့်လိုက်သည်ဟာအများကြီးပါလား ခမရကိုရော်ကြီးပေးခဲ့တဲ့1220ကိုတစ်နှစ်တယောက်နှုံးနဲ့ပဲတွက်ကြည့်တန်ပါတယ်ဗျာ ဘယ်တက်နိုင်ပါမလဲကျွန်တော်ကဂတိတီးရတော့မှာပေါ့ဒါပြီးရင်တော့ခမားတို့နဲ့ကျွန်တော်လှုပ်ထားတဲ့အပေးယူပြီးပြီနော် ပြီးပါပြီဗျာပြီးပါပြီ ပြီးမှာပါပဲခမားတို့တဲ့ဆိုင်ရင်ဓမြတိုက်တာကမှအများကြီးတိတ်ခါရှိပါသေးတယ်ဗျာသခင်သိန်းကစိန်သားမြောင်ကိုခက်တီတီဖြစ်ပြန်ဆိုင်ကြည့်လိုက်သည်ထို့နောက် ဩဒါနဲ့တည်င်းတစ်ခုပေးရအောင်မယ်နာချစ်အားရက်လဲခမရလိုပဲအယူခံနိုင်သွားပြီဗျနောက်တစ်လောက်လောက်ဆိုထောင်ကထွက်တော့မယ် စိန်သားမောင်မျက်မှောင်ကျုံသွားသည်ကနမာတောင်းရီတို့ကရော နာချစ်အယူခံနိုင်ပြီးတဲ့နောက်ရက်မှာပဲကန္နမာတောင်းရီကိုတိုက်ကထုတ်ပြီးတော့တန်းစီကျုံနေရပြန်ပေးလိုက်ပြီကန္နမာကြီးတပည့်ထွန်းရင်တို့အုပ်စုကတော့သူတို့ကိုလူလဲကျသွားတဲ့အတွက်ခမရထောင်နဲ့ပြန်ဝင်လာရင်၃ပိုင်းပိုင်းပြီးချက်စားမယ်လို့ကြေးနေလေရဲ့ဗျာနောက်တစ်ခေါက်ပြန်မဝင်ရအောင်လဲကြိုးစားပေါ့နော်